tassa namo tassa bhagavato arahato samma sambuddhassa namo tassa bhagavato arahato samma sambuddhassa ဓမ္မမိတ်ဆွေများမှမင်းများထားသောမိဂုများကိုကျွန်တော်ကဖတ်ကြားပြီးဆရာမဖြေကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်မိဂုနံပါတ်1ကတော့ဆရာကြီးကများစားခြင်းစိတ်ကလောဘဆင်းရဲနိဗ္ဗာန်စားတဲ့လို့စားတာနဲ့မစားပဲချိုးနှိမ်ပြီးနေတာကရောနိဗ္ဗာန်ဘက်ကိုဥတည်ပါသလားအဲ့ဒီလောဘမဖြစ်အောင်စိတ်ကိုဘယ်လိုထားရပါမလဲအလွယ်ဆုံးနည်းနဲ့ဖြေကြားပေးပါဆရာသူကလည်းလောဘကလည်းကြီးတာအလွယ်ဆုံးဆိုတာအဲလောဘပါနေတာလောဘကလည်းအလွယ်ဆုံးဖြစ်ခြင်းတယ်ဟောဘာဖြစ်တာလောဘပါနေတာအဲ့ဒါကပြဿနာပဲစပြီဒါလေးလည်းဟိုပြောကြပါတယ်မိကုံးမင်းဖြေဖို့ရင်မစင်သားပါနဲ့သူမိကုံးကိုသိချင်စဉ်းစားရဖြေတဲ့လားမဖြေတဲ့လားပေါ့နော်လက်စွာပြမိကုံးနဲ့မဖြေခဲ့ပါပြောကြအဲ့တော့တချို့ကတွေကမိကုံးကလွဲနေတဲ့အတွက်ဖြေရင်လွဲအောင်ပါအဲ့တော့မိကုံးလွဲရင်မဖြေတော့မဖြေတာအနေအကင်းဆုံးပဲအဲ့တော့လွဲတာကိုထပ်ဖြေမှလွဲကိုပြန်ဖြေနေတော့ထပ်လွဲအောင်ပါပဲကျွန်တော်ကအဲ့တော့မြတ်စွာဘုရားတချို့မိကုံးတွေမဖြေခဲ့ပါဘူးဒါပေမဲ့လည်းမဖြေတော့ဘာဆွဆွဲပြန်တယ်အဲမသိလို့မဖြေတာလို့ဆွဆွဲပြန်ဘယ်တော့မှမလွတ်ပါဘူးလောကကြီးကဘာဖြစ်လို့လဲဆိုတော့ဉာဏ်ဆိုတဲ့ dimension တစ်ခုမမြင်သေးလို့ပါကျွန်တော်ကအဲ့တော့မိကုံးမေးတာကဉာဏ်ဖြစ်ဖို့မေးဖို့အရေးကြီးတယ်ဒီနေရာတစ်ခုပေါ့နော်ဉာဏ်ဆိုတာတစ်ခုကိုကျွန်တော်တို့ကအခုချိန်ထိမသိသေးပါဘူးဘုရားပွင့်လာမှသိခွင့်ရတာပဲဒါမှမဟုတ်လောဘ2မိနစ်လေးကဗာလေးပြောတော့တချို့မဲ့လောဗုဒ္ဓရဲ့တရားတွေကလောဘစွန့်နေရှုတော့ငါကျင့်ဉာဏ်ရှုတော့ကုသိုလ်ငါရတယ်လို့သိလိုက်တာ ਨੇ ကံရှုတော့နော်သူကကံနဲ့ဉာဏ်ရိုးရိုးလေးပဲဒါဆိုခဏမိနစ်ကအဲ့ဒီရှုတော့လေးတာတကယ်သဘောပေါက်တယ်ဉာဏ်ဆိုတာစနားလည်နေကိုဘွားမှာနော်အဲ့တော့ဉာဏ်ဆိုတာစအဲ့တော့မှလှူတာလဲလောဘစွန့်သီလစောင့်တာလဲလောဘစွန့်တမာရီလောက်တာလဲလောဘစွန့်ဝိပဿနာလဲလောဘစွန့်ကုသိုလ်တွေနောက်ဆုံးမဲ့ကုသိုလ်တိလောဘစွန့်နေဆိုရဲဒါဗုဒ္ဓဘာသာဆိုလောဘစွန့်လောဘစွန့်လို့လောဘညင်ပဲရောက်တယ်နိဗ္ဗာန်ရောက်တယ်ပေါ့နော်အဲ့တော့မြတ်စွာဒီလောဘနဲ့ပတ်သက်ပြီးတော့သူကရှုထောင့်2မျိုးရှိခဲ့တယ်ဒါကိုအစွန်း2ပါးလို့ခေါ်တယ်ဓမ္မစကြာမှာပါတယ်ကာမဂုဏ်အစွန်းကိုခံစားရတဲ့အစွန်းနဲ့ကိုညှင်းစေတဲ့အစွန်းဆိုပြီးတော့အဲ့တော့သူကတစ်ခုတစ်ခုကိုဖြတ်တန်းမှုကအများကြီးကြာတယ်ကျွန်တော်ကစိတ်နဲ့ပတ်သက်ပြီးအစဉ်တစ်ခုကိုရဖို့ mental evolution ပေါ့အဲ့တော့ဘုရားမပွင့်ရင်တည်းကသိခဲ့တယ်သူကဒီလောဘတရားမကောင်းဘူးအဲ့တော့သူလောဘကိုပယ်ဖို့စဉ်းစားတယ်အဲ့တော့လောဘပယ်ဖို့ပထမဆုံးသူတို့ဘယ်လိုစစဉ်းစားလဲတော့လိုချင်နေတာကမပြည့်စုံလို့အဲ့တော့ပြည့်စုံရင်မလိုချင်တော့သူက philosophy ပေါ့ philosophy logical thinking ပေါ့အဲ့တော့သူတို့ကပြည့်စုံအောင်လုပ်ရင်ငါတို့လောဘတွေရှိတော့အဲ့တော့ပြည့်စုံကငါတို့လူတွေကမစွမ်းဆောင်နိုင်အဲ့တော့တကိုးရှင်တွေကိုကိုးကွယ်မှဆိုပြီးတော့တကိုးရှင်တွေကိုးကွယ်တော့တာပဲတကိုးရှင်တွေကိုးကွယ်လို့တကိုးရှင်တွေကကိုကိုကြည့်ရှုဆောင်မှရင်ပြည့်စုံပါပဲပြည့်စုံသူလောဘတွေရှိတော့ပြီးပြီလောဘငြိမ်းသွားပြီသူတို့အဲ့တော့ဒီပြည့်စုံဖို့သူတို့စူးစမ်းကြတယ်တကိုးရှင်တွေကိုပူဇော်တယ်ပူဇော်ရင်တော့မရဘူးကြောဝဲနဲ့ပါတာပါဖြစ်အဲ့တော့ပစ္စည်းတွေကြောဝဲရောင်းကောင်းတာပေါ့လေကြောဝဲရောင်းကောင်းသွားရိုးပူဇော်ရင်မရဘူးဘာနဲ့မှပါတာရအဲ့တော့ပါတာလို့မရဘူးမင်းဘာလို့ရွတ်တက်ဖတ်တတ်အောင်လို့ရွတ်တက်ဖတ်တဲ့အုပ်စုကရောက်လာပြန်အဲ့တော့ပူဇော်တယ်ပါတာတယ်ဆိုရွတ်ဖတ်ပေးရအောင်ပဲအဲ့တော့အုပ်စုစုဖြစ်တာလောကမှာအကျဲချဲကြတာပေါ့လေအဲ့ရနေကြမှာနောက်ဆုံးပဲရစ်ပူတော်တဲ့အထိရောက်လာအဲ့တော့ဒီစိတ်ထဲကလောဘသဘောတော့မသိဘူးသူကအပြင်ပဲသိတယ်အပြင်ပစ္စည်းဥစ္စာတွေပြည့်စုံရင်လောဘမရှိတော့မပြည့်စုံပါ
ထမင်းစားတယ်လို့ပေါ့အဲ့တော့စားလိုက်ရင်ဘာဖြစ်တော့ဝါတန်စားကြတယ်မစားကြဘူးအဲ့ပြီးသွားတယ်ဘာဖြစ်လို့လဲအဲ့တိုင်းပဲကျွန်တော်တို့ကလေကိုယ်အိမ်ငားလေးနဲ့နေအိမ်ပါနေရရင်ကောင်းမှာပဲဆိုအမအကြောင်းတော့အိမ်လေးလက်ပိုင်အိမ်လေးလက်ပိုင်နောက်အိမ်လက်ပိုင်ဆိုထပ်လိုချင်နောက်တစ်ခါလာပြန်ရောကအဲ့လိုနဲ့ဘရောမှာဘာပြုလို့လဲဆိုဒီလောဘဓာတ်ခံရှိနေစိတ်ဘက်မှာကျွန်တော်တို့ကပြောချင်တာဘတော်မှလူကသေးတာသွားတယ်ပြည့်စုံတယ်လို့ဘရောတခုပြီးတခုလိုချင်တယ်ဒါပေမဲ့စိတ်ဘက်ကလောဘကိုမမြင်ဘူးကျွန်တော်ကမရှိလို့ပဲလိုချင်တယ်ဒီလိုပဲသိတယ်အဲ့တော့ငတ်လေတောက်လေငတ်မပြည့်ဆိုပဲပစ္စည်းရလာလေထက်လိုချင်နေဆိုမအောင်မြင်ခဲ့ဘူးအဲ့တော့မှအဲ့ဒါကိုပဲစာပေမှာဓမ္မစကြာတယ်မှာဒီကာမတုကလိကနယောဂဆိုတဲ့ကာမဂုဏ်ကိုခံစားတဲ့စွမ်းတစ်ခုသွားတာအဲ့ရလည်းမရသူကကိုယ့်ကိုညှင်းဆဲတဲ့စွမ်းလောဘတွေဖြစ်နေစူဖို့မောအိတ်မယ်ရေတွေချိုးမယ်မီးတွေလှုံမယ်အဲ့ဘက်ကိုရောက်သွားပြန်ရောကိုယ့်ကိုညှင်းဆဲတဲ့အစွမ်းဒါမြတ်စွာဘုရား6နှစ်တာဒုက္ခရဆရာအကျင့်တယ်ဒီလောဘကိုတော့အကုန်လုံးဘာမှမစားတော့အကုန်လုံးစွန့်ဆိုတော့အယိုးပေါ်အဲ့လည်းမရဘူးအဲ့လည်းမိမိကိုယ်ညှင်းဆဲတဲ့အစွမ်းနောက်ကြမှာမျက်စိမှာပရိပရာဆိုတဲ့ဒီစိတ်ဘက်ကလောဘကိုစွန့်ရမယ်လို့စမြင်သွားတာပြောချင်တာဒီလောဘကိုစိတ်ဘက်ကလောဘကိုစွန့်ဖို့အများကြီးဖြစ်စေခဲ့ရတယ်မြတ်စွာဘုရားဒီဟာတွေကျွန်တော်အခုကသာလွယ်သွားတာဒါကြောင့်မို့မြတ်စွာဘုရားစနစ်တကျဒါနကုသိုလ်သီလကုသိုလ်သမာဓိကုသိုလ်ဝိပဿနာကုသိုလ်မက်ကုသိုလ်အဓိကတော့ဝိပဿနာကုသိုလ်ပဲပေါ့နော်ဒီစိတ်တွေကိုသိသွားတာပြောချင်တာဒီစိတ်ဘက်ကလောဘစွန့်တယ်ဘာလို့သတိပဋ္ဌာန်နဲ့စွန့်တယ်ဆိုပြီးတော့ဒါကိုမြတ်စွာဘုရားရှာဖွေတွေးရှိခဲ့တာအဲ့တော့လောဘစွန့်တယ်ဆိုလည်းလည်းဉာဏ်အခုကဉာဏ်မဖြစ်သေးလို့ပါဉာဏ်ဆိုလည်းနားမလည်သေးလို့အဲ့တော့စားတယ်နော်မစားရင်လည်းကိုယ့်ကိုမြတ်စွာဘုရား6နှစ်တာဒုက္ခရစီရအကျင့်လို့အစွန်းရောက်သွားတယ်ကိုယ့်ကိုပိန်ချောက်တယ်အဲ့လည်းရှောက်ပြတော့ဘာလို့မှပိန်ချောက်တယ်မနေပါဘူးစားမှာပဲဒီမှာအဲ့တော့ကျွန်တော်တို့ကကိုဟုတ်လားလောဘကြီးနဲ့စားရင်ကတော့ဘာဖြစ်လာတော့တဖြည်းဝလာတယ်ပေါ့နော်စားပါဗျာလေဝလေစားလေစားခြင်းနေတော့အဲ့တော့ညံ့စွာပါလေဒါလည်းပြောပြပါကျွန်တော်နဲ့အဖွဲတွေထမင်းစားကြတော့ပြင်နေချင်းဆိုင်မေးတာဟောကျွန်တော်ဆရာရဲ့စားရင်စားတယ်မှတ်ယူရင်ယူတယ်မှတ်ဝိုင်းရင်ဝါတယ်မှတ်ပေါ့လှုပ်ရင်လှုပ်တယ်မှတ်ပေါ့မိုင်းအဲ့လိုဆိုတော့တယ်ဟိုထမင်းစားရတာတော့မှဟိုကောင်းကောင်းမစားမှတ်နေရတာနဲ့ဟိုခက်နေရဒီအားကြီးမှတ်ပြီးတော့စားနေရတာပါဆရာမပြေဘူးတဲ့အဲ့တော့ဆရာဘယ်လိုစားလဲတဲ့အဲ့တော့ဘယ်လိုစားတော့အရသာခံစားတော့ဘာလို့စားမှတော့အရသာခံစားတော့ဘာသာဒုက္ခရောက်အဲ့တော့ဉာဏ်ဆိုတာခက်တယ်ဉာဏ်နားမလည်ပြဿနာရှိတယ်ဉာဏ်ဆိုတာဘာလဲဆိုအရင်တော့ကျွန်တော်စဉ်းစားတာကစားစရာမရှိလို့ဆင်းရဲတာဝိစရာမရှိလို့ဆင်းရဲတာနေစရာမရှိလို့ဆင်းရဲတာဒီလိုသိကြတာဟိုဒါမှပြဒီလိုပဲသိတာပြောရမယ်ငါကောင်းတယ်ဒီဘက်ကကောင်းတယ်မကောင်းတာစားစရာမရှိလို့ဟိုဘက်ကဝိစရာမရှိလို့နေစရာအပြစ်ကဟိုဘက်မှာဒီကကောင်းတယ်ကျွန်တော်စဉ်းစားတာခုကျွန်တော်သဘောပေါက်တယ်ဖေးတည်သူကြောင့်ကျွန်တော်သဘောပေါက်တယ်ဒီခန္ဓာနှိမ့်ဆက်လို့ဒီခန္ဓာမကောင်းလို့ဘာဖြစ်လဲကျွေးပေးရတာဒီခန္ဓာနှိမ့်ဆက်လို့တက်တာအောင်ဘာလုပ်ပြဝက်ပေးရတာဒီခန္ဓာနှိမ့်ဆက်လို့တက်တာအောင်နေစရာလုပ်ပေးနေရတာဒီကောင်ကအစင်းရတုံးကြီးမြင်သွားပြီဒီကောင်ကစင်းရတုံးကြီးသူ့ကိုတက်တာအောင်ကျွန်တော်အမျိုးမျိုးဆက်တာလက်ထိုးနေရတာခုဒီထိုင်ကုန်လေးနဲ့ထိုင်တယ်ဆိုတာမတက်ရရင်လည်းကြာရင်အောင်မယ်အောက်မှာတင်းလေးထိုင်ရရင်လည်းဒီခန္ဓာကကိုယ်နှိမ့်ဆက်အဲ့တော့အခုသူ့ကိုဘာနဲ့လက်ထိုးထားတာထိုင်ကုန်လက်ထိုးထားတယ်ဒါပေမဲ့အခုလို့ထိုင်ကုန်နဲ့ထိုင်နေရတာကိုထိုင်ကုန်နဲ့လက်ထိုးထားလို့စိတ်ထဲပေါ်လာတရားဒါအရင်တော့ဒီလိုမစဉ်းစားဒီခန္ဓာကိုယ်ရစဉ်းစားထိုင်ကုန်လက်ထိုးတာအဲ့တိုင်းပဲသူခန္ဓာကြီးကနှိမ့်ဆက်ပြီးတော့ဘိုက်ကစားလာပြီဟာဘာနဲ့လက်ထိုးတာစာလေးနဲ့အဲ့တော့သူကလက်ထိုးတာများတယ်နည်းနည်းဝါသွား
ဝါတဲ့တွေကသူလက်ထိုးတယ်မင်းများနေအဲ့တော့စပြီးဒီရှုထောင့်တွေစပြောင်းတဲ့အတွက်ကျွန်တော်ကဒီခန္ဓာကိုတော်သည်ကိုထိုက်တဲ့လောက်ပဲကျွေးတာညာဥစည်းသွားအမှန်မြင်သွားပြီလောဘနဲ့ကျွေးတာမဟုတ်ဘူးကျွေးတဲ့လောက်ပဲကျွေးတာကိုစားတဲ့နာပဲစားတယ်ကိုတိုင်းရှိကိုသိတယ်အခုကမဟုတ်ဘူးစားကောင်းချနောက်တစ်ပကကောင်းတင်းထက်တဲ့အောင်ကျွန်တော်အခုကလောဘနဲ့စားလေကျွတ်ကြလေအစွန်းရောက်သွားတယ်မစားတော့ဘူးမစားလို့လည်းမရဘူးဒီခန္ဓာကကျွန်တော်စောင့်ရှောက်ရအောင်ပါသူ့ကိုကျွန်တော်တို့ကစောင့်ရှောက်ပြီးတော့သူ့ကိုအသုံးချပြီးနိဗ္ဗာန်ခီးရလဲသွားရအောင်ပါကျွန်တော်တို့ကအဲ့တော့ဉာဏ်ဖြစ်အောင်လုပ်အောင်ပြောပြဒီခန္ဓာကိုပဲအသုံးချပြီးဉာဏ်ဖြစ်အောင်လုပ်တယ်ဒီခန္ဓာကိုအသုံးချပြီးကံလားဒီခန္ဓာကိုအသုံးချပြီးဉာဏ်လားဒီခန္ဓာအသုံးချပြီးငါစားလို့ကောင်းတယ်ငါပဲလုပ်နိုင်တယ်ကုသိုလ်လည်းငါရမယ်ဆိုကံဒီခန္ဓာကိုအသုံးချပြီးတော့ဒီခန္ဓာကြီးကဒုက္ခတော့ညီသူ့ကိုဆင်းရဲသက်တောင်ပဲလုပ်ပေးနေရတာပါလားအမှန်မြင်သွားတာပါဉာဏ်ဉာဏ်နဲ့နေတော့သက်တာခွင့်မရအဲ့တော့ကျွန်တော်တို့ကဒီလောဘစွန်းနေဆိုတာကျွန်တော်ကိုယ့်ကိုတားချစ်ကြတာကိုကောင်းစားဖို့ပဲကျွန်တော်စဉ်းစားတာကိုသက်တာဖို့ပဲစဉ်းစားတာအဲ့အတွက်ဒီခန္ဓာကိုအမိပြုပြီးပါဖြစ်လာလောဘဖြစ်လာပြောချင်တာဒီခန္ဓာကိုအမိပြုပြီးတရားဒုက္ခတော့ညီသူ့ကိုသက်တာအောင်ပဲလုပ်ပေးနေရတယ်ဆိုဉာဏ်ဖြစ်လာတာအဲ့တော့ဒီခန္ဓာကိုအမိပြုပြီးတော့လောဘနဲ့ကံဖြစ်အောင်လုပ်မှလားလောဘဆိုပြီးဉာဏ်ဖြစ်အောင်လုပ်မှလားဒီနှစ်ခုကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်ဒီခန္ဓာကိုအမိပြုပြီးတော့ဘဝမှာသူ့ကိုကံနဲ့လောဘနဲ့စဉ်းစားရင်ကံလောဘစမှုနဲ့ရှုတော့စဉ်းစားရင်ဉာဏ်ဒီလိုနှစ်ခုသွားမှာဖြစ်ပါတယ်အဲ့တော့စမ်းလို့ရပါတယ်အဲ့တော့ဒီခန္ဓာကိုယ်ကြီးကိုထိုက်တဲ့လောက်ပဲကျွေးပေါ့နော်အဲ့တော့လောကမှာဗာပြောတယ်ဆိုကျွန်တော်အဲ့လိုပြောစရာလေးတွေအများကြီးပါအိမ်ကသားသမီးတွေအမှဗျာတူတူမတွေရှင်းရှင်းမယ်သူတို့လိုအပ်တာဝယ်ပေးထားတယ်မုံတွေပဲလက်ကဲစားဒါပေမဲ့သူတို့ကအပြင်ထွက်အောင်ဘာစားခြင်းနဲ့ဘာဝယ်ခဲ့အောင်ဘာမှလိုချင်သေးတယ်ဆိုဘာပြောရသေးလားတော်တော့ဒီလောက်တောင်ဝယ်ပေးထားတာအမှတော့ခတ်တင်းတယ်သလားဒီလောက်တောင်ပြည့်ပြည့်စုံစုံဝယ်တော့ဂျီးမများနဲ့ဒီလောက်တော်ပြီဘာတွေဒီလောက်လိုချင်နေရတော့အိမ်မှာအပြည့်ရှိတာပဲဘာထက်လိုချင်ရတာလဲအမှခတ်တင်းနေရသူကိုယ်တိုင်နဲ့ရအောင်လေဟိုကလေးကောင်းတယ်ဒီကလေးကောင်းတယ်ဆိုထပ်စားခြင်းတယ်ကိုပြောပေါ့တော်ပြီဒီလောက်ကြွေးချတော်ပေါ့ဘာတွေစားခြင်းတယ်အမအဲ့ကြကိုတော်ရောပေါ့မပြောဘူးပြက်လာပါတော့နည်းနည်းလေးထပ်ထစ်လိုက်ပါဦးအမကိုကြလောဘကတော်တော်အလိုလိုက်တာအမသူများကြတော့လေတော်ရောပေါ့ဒီလောက်တော်ပြီလုံလောက်တော့ဝယ်ပေးထားတာဘာတွေထပ်လိုချင်နေရတာလဲအမကျွန်တော်တို့အဲ့လိုပြောတယ်ကိုကြတော်ရောပေါ့ပြောလာဒီမှာကောင်းတယ်နောက်တစ်ခါတော့ထည့်ပြီးအမလီဟိုပဲသွားလိုက်ဦးမယ်စားအောင်မယ်ကျွန်တော်တို့ကဒီလောဘကိုမမြင်နိုင်ဘူးဖြစ်နေကိုအဲ့တော့သဘောပေါက်တိုင်းတော်ပြီဘောထိုက်တဲ့လောက်ပဲကျွန်တော်တို့ကသူနဲ့အဲ့ဆိုရင်လောဘငြိမ့်သွားမှာပေါ့နော်အဲ့တော့စားလေတော်ပြီဘောဒီလောက်ထိုက်တဲ့လောက်ကိုကျမ်းမာရေးဘူးတူတန်နဲ့ကိုအနေထားလေးနဲ့တော်ပြီဘောဆိုတော့အဓိကကဒီစားတဲ့လောဘကကျွန်တော်အကြီးဆုံးပဲဘာဖြစ်လို့လဲစားတာလွယ်တယ်လေလောဘကမြင်လည်းမမြင်တယ်ကောင်းတယ်ဆိုသူများတော့တိုက်တွန်းစားသူများပါလောဘဖြစ်အောင်လုပ်နေနော်ဒါကြောင့်မလို့ဒီယတတနာအစိုးဆုံးပဲဒီတနာတွေထဲမှာပေါ့နော်ဟုတ်ပါပြီအဲ့တော့ဒီစားတဲ့အပေါ်လေးမှာလောဘစွန့်ပြီးကိုကျမ်းမာရေးအတွက်ထိုက်တဲ့နာလေးစားပေးပါအဲ့တော့ကျွန်တော်တို့ကဒါလေးလည်းပြောပြပါတယ်ယုတ်နံနဲ့ကိလေသာစားကျင်တာကကိလေသာယောဂဖြစ်တော့ယုတ်နဲ့နံစားကျင်တာကိလေသာစားပြီးတော့ယောဂဖြစ်တော့ယုတ်နဲ့နံခံတာကိလေသာကြောင့်မို့ယုတ်နဲ့ဒုက္ခရောက်နေတာပြောချင်တာ Facebook ကြည့်ကျင်တာကိလေသာညအေးရေးပြက်ပြီးတော့ဒုက္ခရောက်တော့ယုတ်နဲ့နံလှကျင်တာကကိလေသာအိုနေတာကယုတ်နဲ့နံအဲ့တော့ကိလေသာဝိတ်ချမှာ body weight ကကြတော့ဒီကိလေသာနဲ့ယုတ်နဲ့ကျွန်တော်မတွဲမိဘူးအဲ့အရာလေးကျွန်တော်သင်ပေးပါတယ်ယုတ်နဲ့ကိလေသာနော်ရံဖြစ်ချင်တာကိလေသာရိုက်ကြတာကယုတ်နဲ့ဒီကိလေသာကြောင့်မို့ယုတ်နဲ့နေပါဖြစ်တာအကုန်ဒုက္ခရောက်ကျွန်တော်ကအဲ့လိုနေစလက်တွေ့ထဲမှာမြင်လာမှာပေါ့နော်ကျွန်တော်တို့ကဒါလို့စားကျင်တာကိလေသာယောဂဖြစ်တော့အမှတကြံနေပဲလဲသူလဲကျင်တာကိလေသာပင်မန်းတာကအမှအဲ့လိုအဲ့တော့ကျွန်တော်တို့ကဒီကိလေသာနဲ့ယုတ်နံနဲ့ကိုဉာဏ်ထဲမှာပေါ်မနေသေးဘူးဒီကိလေသာကြောင့်ယုတ်နံနေ
ဒုက္ခရောက်နေပါလားဆိုတဲ့ဒီအမြင်တစ်ခုကိုစိတ်ထဲမှာပေါ်လွှဲမနေသေးအဲ့တော့ယုံနဲ့နေချမ်းသာတယ်တော့ဒီယုံနဲ့နေတက်တာခွင့်ရအဲ့ကိလေသာလည်းငြိမ်းရောယုံနဲ့နေချမ်းသာလာတာဗောကျွန်တော်ကဒါမှမဟုတ်ကုသိုလ်လုပ်ရင်အကုသိုလ်ပယ်တယ်အကုသိုလ်ကုန်လိုက်တဲ့နိဗ္ဗာန်ရောက်တယ်ဒီလိုလေးနားလည်သွားတာပါနော်ဟုတ်ပါပြီ ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်နောက်မေးခွန်းလေးတစ်ခုကတော့နေ့စဉ်တာဝန်များထမ်းဆောင်နေရသူများအဖို့လောဘဆိုတာစွန့်ဖို့ရန်ခက်ခဲပါတယ်ဆရာဝမ်းရည်လူမှုရေးစီးပွားရေးတာဝန်ထမ်းဆောင်နေကြသူများအတွက်လောဘကိုထိန်းရန်ပယ်ရန်အတွက်ဤသို့ကျင့်ကြံရမည်ကိုသိကျင်ပါတယ်ဆရာကြီး မတော်လောဘဆုံးမတာခက်တယ်ပဲလုံးပြတယ်လားဒါကလည်းဘိန်းစီးတယ်လို့ပေါ့နော်ဘိန်းနဲ့ဒီလိုကြတော့ဘလို့ကျွန်တော်တမန်လို့စီးတတ်မှာဘိန်းကြီးလာပေးတာဘယ်မှမစီးတတ်ဘူးဒီဘိန်းကြီးဘလို့ထောင်ပြော့စီးဖို့နေတာဒီဘိန်းကြီးဘလို့ထောင်မှန်းလို့မသိဘူးဒီဆက်ဘိန်းပြောချင်တာမမြင်လည်းမမြင်ဘူးနဲ့သူကဒီလောဘစွန့်တယ်လည်းတခါမှမသိဘူးလောဘစွန့်တာဒါမှမဟုတ်လည်းနိဗ္ဗာန်ရောက်တယ်လို့မသိဘူးလှူတာလည်းလောဘစွန့်တယ်လို့မသိဘူးအဲ့တော့လောဘစွန့်မှခက်တယ်လို့ထင်တာပေါ့နော်ဒါမှလည်းဒါလေးကနက်ပြန်တော့သင်ပါပါဒါပေမဲ့လည်းဒီနက်ပြန်သင်ပါလေးကိုသူကဒီ question ကမေးလာတဲ့ခါကျတော့လောဘစွန့်တာကခက်တယ်လို့ထင်ခဲ့တာဒါပေမဲ့လည်းမြင်တာအောင်ပြောပြသားသမီးတွေအတွက်ဆိုမိဘတွေဘာလုပ်ခဲ့တာလောဘဟုတ်အဲ့တော့ဒီသားသမီးတွေအတွက်လောဘစွန့်တယ်လို့မသိလို့လောဘကစွန့်နေတာအမှစားဝတ်နေရှာတယ်ဥမာပတ်စံရှာတယ်ပဲထားပါဥမာဒီတန်းသူတွေမှာအများကြီးပတ်စံရှာကိုတယောက်တည်းရှာတာမဟုတ်လို့ကြံတဲ့လူတွေအတွက်ပါကျွန်တော်ရှာပေးရတာအဲ့တော့ကိုရှာနေရတာကမိသားစုတွေဘာလုပ်ရတာလောဘစွန့်ကိုအားကိုပင်ပန်းပြီးတော့ဒါပေမဲ့မိသားစုတွေကိုပင်ပန်းနဲ့တက်တာနေခြင်းနဲ့လောဘတွေစွန့်ပြီးစီးပွားရှာနေရတာကိုလောဘစွန့်တယ်လို့မသိတော့သူကဟိုဘက်ကလောဘနဲ့ရှာနေရပြန်ဟောမိသားစုတွေပြောချင်တာဟိုဘက်ကြည့်ရင်လိုချင်တယ်မိသားစုဘက်ကကြည့်လို့ရှိရင်မိသားစုတွေသူတက်တာနေခြင်းနဲ့လောဘစွန့်ပြောချင်တာဟုတ်လားဒါပေမဲ့လောဘစွန့်တဲ့ dimension ကျွန်တော်တခါမှမမြင်ခဲ့ဘူးလို့ပြောချင်တာအဲ့တော့လောဘစွန့်တာမသိရင်လောဘကြီးတာလည်းမသိဘူးပြောချင်တာအဲ့တော့ဒီလောဘစွန့်တာလေးတွေကိုတဖြည်းဖြည်းနားလည်လာလို့ရှိရင်သူ့ဘဝမှာလောဘစွန့်တာတွေအများကြီးလို့သိသွားလိမ့်မယ်ပြောချင်တာဟင်းလေးတွေကူးချလာစားပြီးလောဘကိုရင်ဆုံးစားခြင်းနဲ့လောဘစွန့်ပြောချင်တာသူတို့နောက်နိုင်ငံတွေမှာတန်းစီလို့ရှိရင်အသက်ကြီးတဲ့လူတွေဥစားပြီးတယ်သူကိုရင်ဆုံးရခြင်းနဲ့လောဘကျွန်တော်အကုန်ပြုံတိုးနေရှေ့ရပဲလုပ်ချင်တာပြောချင်တာအဲ့တော့ကိုလုံးမှတခုထိုင်ကုန်လေးတွေပေါ့နော်အသက်ကြီးသူတွေပဲကိုထိုင်နေတဲ့လောဘစွန့်ပြီးကျန်တဲ့လူတွေထိုင်မှာဒါလည်းဘာလုပ်တာလောဘစွန့်နေပြောချင်တာကိုပေးကမ်းလူတန်းတွေကလည်းဘာလုပ်နေလောဘဒါမှအဲ့ဒါလိုလောဘစွန့်နေသူစက်မှာမသိဘူးအဲ့တော့သူကျမ်းမြင်ကြီးထားပါတော့သူအမှုမဝင်လာတယ်ပြန်ထွက်သွားတယ်ဒီကျမ်းမြင်ပြောင်းမှန်းလည်းမသိဘူးမပြောင်းမှန်းလည်းတန်ရှင်းမှန်းလည်းမသိဘူးမတန်ရှင်းမှန်းလည်းအောက်ကုန်မကြည့်ဘူးလားသူကလှုပ်ရှားရှာလို့ပြန်ထွက်တာအကြောင်းကြောင့်ဝင်လာတဲ့ကျမ်းမြင်တွေကတန်ရှင်းနေပါလားလို့သတိထားမိရင်သူအဲ့ဒီပေါ်မှာညစ်ပတ်တာလှုပ်ချင်သေးလားကိုလောဘစွန့်တာလေးကအမှန်သိတယ်အဲ့မှာလောဘနဲ့ညစ်ပတ်တာသူလှုပ်ချင်မှာမဟုတ်တော့သူလောဘစွန့်တယ်လို့မသိတော့အောက်ကညစ်ပတ်လာလည်းမသိဘူးမညစ်ပတ်လာလည်းမသိဘူးသူလှုပ်ချင်ရင်လှုပ်သွားမှာပဲကျွန်တော်တို့ကအခုအဲ့လိုဖြစ်နေအဲ့တော့ကိုလှုပ်တာလေးလောဘစွန့်တယ်လို့သိလာရင်သူမှလွယ်အောင်ပြောရင်အလုတ်လုတ်တဲ့စီးပွားရှာရတယ်ပြောချင်တာလာကစားလည်းအလုတ်လုတ်မှလာကရတာပြောချင်တာလာကရတာသူလှုပ်ရတယ်ပြမလာကသူရင်တော့လှုပ်ပြီးတာလှုပ်ပြီးကျွန်တော်ပြောပြအဲ့လူကလွယ်လွယ်လေးစီးပွားရှာတယ်လို့အလုတ်လုတ်တယ်လို့ပြောတာဘာလို့လုတ်တာဘာလို့စီးပွားရှာတာပတ်စံအဲ့ဒါစလွဲတာလောဘအမှန်ကပတ်စံလိုချင်လို့တော့ပထမတော့ကိုလုတ်ပေးလိုက်ရတော့ဘာလုတ်တာလောဘကိုရင်လုတ်လို့ပေးရတယ်လေပြောချင်တာကိုရင်လုတ်ပေးမှဘာလို့ရလဲလောဘကဈေးရောင်းနေဆိုရဲကိုရောင်းတဲ့ပုံမှာ customer တွေကောင်းကောင်းမွန်မွန်ဖြစ်စေခြင်းနဲ့စိတ်နဲ့ရှိမှဟိုကလာမှာ
ကိုဘက်ကအရင်လောဘစွန့်တာဒါပေမဲ့ကိုကလောဘစွန့်တယ်လို့မသိဘူးလိုချင်တဲ့အလုံးလုံးတာကပတ်စံရခြင်းလို့တဲ့သိတဲ့အတွက်လောဘစွန့်တာမမြင်တော့အလုံးလုံးပြီးနေရတော့ဘာလုပ်နေတာလောဘစွန့်ရတာမလောဘစွန့်တာတခါမှကျွန်တော်မကြည့်ဘူးအဲ့တော့ပတ်စံလိုချင်တာမဟုတ်ဘူးပတ်စံနောက်မှရအရင်တော့ဘာလုပ်ရတာကိုဘက်ကလောဘစွန့်ပြောချင်တာကျွန်တော်လောဘစွန့်တာကိုမကြည့်ဘူးတဲ့အတွက်လောဘနဲ့ပဲအများအားစဉ်းစားနေလောဘ dimension နဲ့ပဲပြောချင်တာအခုဒီမှာလာနားထောင်နေဆိုရဲအိမ်မှာတက်တက်တာတာနေခြင်းနဲ့လောဘစွန့်ပြီးလာနေတာပြောချင်တာဒီမှာအခုဒီမှာလာပြီးတော့အားထိုင်နေတော့အိမ်မှာတက်တက်တာတာနေခြင်းနဲ့လောဘစွန့်ပြီးလာထိုင်နေလို့စိတ်ထဲပေါ်လာအဲ့တော့တရားလာနားရတော့ဘာလာလို့ကြတာရခြင်းလို့သိခြင်းတော့သူကရခြင်းတာပဲလွယ်နေရပဲတရားတွေရခြင်းနဲ့အဲ့ဒီတွေ့ဖြစ်နေတယ်ကျွန်တော်ကဒီလာတာကအမှန်တော့ဉာဏ်ဖြစ်သွားရင်အဲ့လေကျွန်တော်ပြောပြတယ်ပြောချင်တယ်လူတွေကမသိလို့အိမ်ငါထွက်လာတွေကပြတ်မှတ်တာကိုအိမ်ကိုစွန့်ခဲ့ပြီမပြတ်ဘာမှလုပ်လို့မရတော့ဘူးကဲအခုအိမ်မှာတစ်ခုဖြစ်တယ်လုပ်လို့ရတယ်စွန့်ရပြီဒါပေမဲ့စိတ်ထဲမှာအိမ်ငါထွက်လာရင်အိမ်ကိုစွန့်ခဲ့တယ်လို့စိတ်ထဲပေါ်လာငါအိမ်ပဲဒီလောဘဒါပဲအမြဲတမ်းကျွန်တော်ကြည့်ခဲ့ရတာလောဘစွန့်နေဆိုဘုရားဘာသာလောဘစွန့်ဖို့လေအဲ့တော့ဘုရားဘာသာမဟုတ်ခဲ့လားဘုရားဘာသာတွေလားအဲ့ဘုရားဘာသာဆိုပါလေလောဘစွန့်နေလို့ဒီကတခုကျွန်တော်ကဘုရားဘာသာရဲ့အနှစ်သာရဒါပဲအဲ့တော့ဘုရားဘာသာလည်းပြောသေးရဲ့လောဘနဲ့ကြီးဆိုဘယ်နဲ့လောက်ကြဘုရားမှားနေလည်းမသိဘူးဖះမှားလားလူပဲမှားနေတယ်ဒီညင်ဆိုတာဒီလောဘစွန့်တာလေးကိုခပ်ပေါ်ပေါ်လေးထားနေလို့မမြင်မှုပွားတယ်ကျွန်တော်ကဘုန်းကြီးကျောင်းမှာတရားဟောတယ်ဆိုတာဒီပြန်မပေါ့ဘူးတရားလေးတွေထိုင်ရတယ်တရားလေးပြောပြတယ်တရားလေးထိုင်တယ်အဲ့တော့အိမ်ကနေလာတယ်ကွာမနှဘာစွန့်ခဲ့တာအိမ်စွန့်ခဲ့တာဒါပေမဲ့သူ့စိတ်ထဲမှာအိမ်စွန့်ခဲ့တာလို့မသိတာမောဟတကယ်ဖြစ်နေတာကအိမ်စွန့်ခဲ့တာအိမ်စွန့်ခဲ့တယ်လို့အမှန်မသိတာပါတော့မောဟအဲ့စွန့်ခဲ့ပြီလည်းငါအိမ်လို့ပြန်လုပ်နေပါတော့လောဘငါမရှိလို့တခုဖြစ်သွားရင်အဲဒေါသဖြစ်အောင်ငါအိမ်ကိုဖြစ်သွားပြီအဲ့တော့အိမ်ကထွက်လာပြီဥပမာအိမ်ကနေကားနဲ့ပဲလာဆိုင်ကယ်နဲ့ပဲလာစပိန်နဲ့ပဲလာကျွန်တော်ကဓမ္မယုံမပါတဲ့တော့အဲ့ဓမ္မယုံအောက်မှာသူဘာလုပ်ခဲ့တာစွန့်နေရတာကားမောဆင်းလာတဲ့ကားစွန့်နေဆိုင်ကယ်ဘောကဆင်းလာရင်ဆိုင်ကယ်စွန့်စပိန်မောဆင်းလာရင်စပိန်စွန့်ဒါစွန့်တာပဲတဲ့နာစိတ်ထဲမှာစွန့်လာလို့စိတ်ထဲပေါ်ရဲ့လားဟုတ်လားအဲ့လိုလားသူလောဘတွေတော်ကြီးတာပဲနော်အဲ့တော့ဓမ္မယုံနဲ့ဝင်ဘာချက်ခဲ့တာသိလားဖနှက်ချက်တယ်ဖနှက်ချင်ဘာစွန့်ခဲ့တယ်ဖနှက်စွန့်နေတာဒါဖြစ်စဉ်ကအဲ့တော့ဖနှက်ချုပ်ပြီးဓမ္မယုံထဲမှာတရားထိုင်တော့ဘာစွန့်တော့ဒီရုပ်တည်နေနေကဖြစ်ပြဲဆိုတော့အနိစ္စဒုက္ခအနတ္တဆိုဒီရုပ်တည်နေနေပေါ်မှာငါလို့သိမ့်ပဲတဲ့လောဘစွန့်ဒီရုပ်တည်နေကဖြစ်ပြီးပြဲနေပါငါလို့သိမ့်ပဲလို့မရဘူးလို့အမှန်မြင်ပြီးတော့ဘာလို့လဲလောဘစွန့်ဒါဝိပဿနာကုအဲ့တော့ဒီရုပ်ဉာဏ်ကြီးတော့မှငါလို့သိမ့်ပဲတဲ့လောဘစွန့်တရားထိုက်ထုတ်တယ်ဒီလောက်စွန့်ပြီးတဲ့ပုဂ္ဂိုလ်အပြင်လဲကြောက်ငါဖဏပဲရောက်သွားတယ်ငါဖဏပြန်ဖြစ်နေဒီယုံတန်အောင်စွန့်ခဲ့တဲ့ပုဂ္ဂိုလ်အပြင်ရောက်မှဘာဖြစ်နေငါဖဏတယ်အဲ့ဒါပြဿနာကျွန်တော်ကိုယ်လုပ်ငန်းနဲ့ကိုမကြည့်ဘူးယုံတန်ဒီယုံတန်ကြီးတောင်ငါမဟုတ်ဘူးလို့စွန့်ခဲ့တဲ့လူကအပြင်လဲပြန်ရောက်တော့ဘာဖြစ်နေငါဖဏပဲရောက်တယ်ဒီဓမ္မယုံကတော်တော်သခိုးပေါ်တာပဲဖြစ်ပြီရကြတယ်အမှန်ကဒီဖဏက်ကိုစွန့်ထားခဲ့တယ်လို့သိရင်ပြန်ကြည့်လိုက်တဲ့အချိန်မှာဖဏက်လည်းမရှိတော့ဘာអော်ရမှာအောင်ပြီလို့អော်ရတယ်ဘလို့အောင်လဲအောင်ပြီကိုလောဘစွန့်တဲ့ကိစ္စအောင်သွားပြီဟာတကယ်တမ်းအလူဒါနမြောက်ဖို့ဆိုတာအလူကံပုဂ္ဂိုလ်လည်းရှိမှာလှူတဲ့ပစ္စည်းလည်းရှိမှာလှူတဲ့ကာယကံလည်းမြောက်မှာကိုယ့်ရဲ့လောဘစွန့်တာအောင်ရတယ်ပြောချင်တာကိုကလှူခြင်းလှူခံမဲ့ပုဂ္ဂိုလ်မရှိလဲလောဘစွန့်တဲ့ကိစ္စမအောင်လှူခြင်းနဲ့ပစ္စည်းမရှိလဲမအောင်ကိုကစိတ်နာရှိဟုတ်အဲ့တော့အခုကိုကဖနှက်စွန့်တာကိုယူသွားလိုက်တယ်နဲ့ကိုကိစ္စအောင်ပြီပြန်တွေ့တာငါနဲ့ထိုက်လို့ပဲပန်းသူဖနှက်လေးပြန်စေအောင်ပါပန်းသူကိုနဲ့ထိုက်လို့ရနေသေးတာဆိုတော့ဒီအမြင်လေးတစ်ခုကိုကျွန်တော်တို့
မမြင်နိုင်ခဲ့ဘူးပြောချင်တာလောဘစွန့်နေဆိုတာဉာဏ်ပဲပြောချင်တာနေ့စဉ်ဘဝထဲမှာဉာဏ်ပဲကျွန်တော်ပြောချင်တာဒါပေမဲ့စိတ်ထဲမှာလောဘစွန့်နေဆိုတာလေးကိုတစ်ခါမှအလုံးမစင်တာပြောချင်တာကျွန်တော်တို့မှာအဲ့တော့လောဘဆိုတာဒီလိုပေါ့နော်ကျွန်တော်တို့အဲ့လိုကျွန်တော်မသိကြဒီလောဘစွန့်နေဆိုတဲ့ဟာဒီကျွန်တော်ပြောင်းသွားတယ်ကျွန်တော်ဉာဏ်ထဲမှာအဲ့တော့မှတန်ဃာတွေစွန့်ခံစားတယ်ပေါ့ဒါတော့ကျွန်တော်ဘာသာရေးမြင်ရောက်သွားပြီဆုံးများတွေလှူတဲ့ဘာညာပေါ့နော်ဘုရားရှင်တို့လက်ထက်တော့ဘုရားပွင့်တယ်ဘုရားပွင့်တော့သူ့ရဲ့သုတ္တရမင်းကြီးမိဘအိမ်ပြန်တယ်မြတ်စွာဘုရားကပိလောပေါ့ပြန်ပြီးတော့နောင်နေကြတော့မြတ်စွာဘုရားသူ့ဖေကစဉ်းစားတာပေါ့နန်းတော်လာမှာပေါ့သူ့သားပဲဒီမှာပဲဆုံးကပ်မယ်ဒါပေမဲ့ तू မဖိတ်လိုက်မြတ်စွာဘုရားကိုဆုံးဖုံးပေးပေါ့အဲ့တော့မြတ်စွာဘုရားဆုံးခံတာပေါ့နန်းတော်ရဲ့ကြဘလို့တရင်ရောက်လာခွန်နိုင်ဆွဲပြီးလိုက်တောင်းနေရဲ့အိမ်ပေါက်စီသူတို့ကဒီလိုပဲမြင်လိုက်တောင်းနေတဲ့အိမ်ပေါက်အဲ့ငါတိတ်ခါကြတာပဲသွားအဲ့ဒီမှာမြတ်စွာဘုရားဒါဖျားစင်စက်ကဒီလိုပဲဆိုတော့ဒါပေမဲ့ကျွန်တော်ဘာသိတယ်ဆိုတော့ဒီစွန်းကဘလောက်မြတ်တယ်အိမ်ကလိုချင်လို့စွန်းလိုက်ဒီသူတို့လောင်းလိုက်တဲ့ဟာဘာလောဘပါမရှိဘူးဒီလောဘမကန့်ကြီးတဲ့အစာအာဟာရတန်ဖို့စင်ကြယ်ဆုံးပဲဒီလောဘရှိတော့ကျွန်တော်ကမကြည့်လို့အဲ့တော့မှကျွန်တော်စတန်ဃာတွေစွန့်ခံစားတယ်အိမ်တွေကနေလောဘနဲ့မကန့်ကြီးပြောချင်တာသူတို့မလိုချင်တာပြောချင်တာသူတို့စွန့်လိုက်တာသူတို့စွန့်လိုက်တဲ့ခါပဲစားတယ်ဒါအဆင့်မြင်တာလောဘတိုင်ပဲရှင်ကြည့်အဲ့တော့ကျွန်တော်နည်းနည်းသဘောပေါက်ပါတယ်တိုင်ပဲရှင်နှစ်ခုဆိုတာသဘောပေါက်တယ်ဘာလဲဆိုကျွန်တော်ကလည်းနည်းနည်းလူလဲနည်းနည်းလဲတယ်ပေါ့နော်ဘာဖြစ်လဲတော့စွန့်ကြွေးတွေပါတယ်ဆိုကျွန်တော်တို့အဲ့အိမ်ကကြွေးတဲ့ဟာကိုကျွန်တော်မစားဘူးဘာကိုစောင့်လဲတော့ဆရာတော်ကြီးစွန့်လိုက်တာကိုစောင့်ဆရာတော်ကြီးစားပြီးစွန့်တယ်လေရပြီယူတော့တာဘာလို့လဲအဲ့မှာဟင်းစုပ်တယ်ကျွန်တော်ရိုးကြွေးတာဟင်းကမစုပ်ဘူးဆရာအဲ့တော့အဲ့တော့ငါတို့လည်းဆရာတော်ကြီးစွန့်လိုက်တာကိုစောင့်လိုက်တာပဲမြတ်စွာဘုရားတို့လည်းသူများရှေ့ကစွန့်တာကိုပဲဖုတ်ပေးလိုက်တယ်မှာဒါပေမဲ့ကျွန်တော်တို့ကပွာတာဆရာတော်ကြီးရှေ့ကမျောတာဘာလို့လဲလောဘနဲ့မျောတာဟင်းစုပ်လို့ဟိုကလောဘစွန့်ဒီနှစ်ခုကကျွန်တော်ကလောဘ dimension နဲ့လောဘစွန့်တဲ့ dimension ဒီဟာတော်တော်ကွာနေတာကျွန်တော်တို့ကအဲ့မှာကျွန်တော်စသိတာဒီလောဘစွန့်နေတာဒါမှမဟုတ်ဆရာတော်ကြီးစွန့်လိုက်တာကကျွန်တော်တို့ကစားတယ်ဆိုတာဒီလွယ်အောင်ပြောလို့ရှိရင်လောကအနေနဲ့ပြောနေလို့ဒီစွန့်နေတာတအားစင်ကြယ်တယ်ဘာလောဘမှာဒါပေမဲ့လောကလူတွေမှာတော့သူများကြံတာကြီးစားတယ်ဟာသူတို့ဖြစ်နေတယ်ပြတ်တလားသူများကြံကြီးကြံတယ်မဟုတ်သူတို့လောဘစွန့်လိုက်တာအဲ့လေဥပမာလေးတူပြောပြတယ်ကျွန်တော်လည်းကြံကြံဖက်ဖက်တွေဖြစ်တယ်ကျွန်တော်ပြောစရာလည်းအဲ့လိုအများကြီးတကယ်တွေ့ရတယ်နော်ရန်ကုန်မှာတရားသွားဟုတ်ကဲ့ညာဘက်မှာအဖွဲတင်တယ်ကျွန်တော်ထမင်းလေးစားကြတော့ကျွန်တော်ဇွဲထိတ်ထိုင်းနေတော့ကျွန်တော်မပြောသေးပြန်လဲကောင်းကလာပြတော့ငါပြောသေးပြန်ကဲကြောက်မပြောသေးယူကြတော့သူကလည်းစကားတွေပြောတော့ပကံလေးကိုယူပြီးတော့တယောက်ချင်းယူကြဆိုတော့ပကံပြလိုက်သူကယူလိုက်တာပေါ့နောက်တော့ပကံကျွန်တော်ချီပြန်ရောက်လာတော့ကျွန်တော်ချီရောက်တဲ့မပြောသေးကြသူကပိတ်လိမ့်ကြံတော့တာဘာလို့လဲလူကကြည့်တယ်လေကောင်းတာယူရတာပဲအားလုံးကဒါသဘာဝပဲသူကစကားလည်းပြောတော့ပြတ်ဆိုကျွန်တော်ချီရောက်လာပိတ်ကြံကြတာအဲ့ကြောင့်ကျွန်တော်ဒါလေးထောင်းကြည့်လို့လောဘနဲ့ဘယ်မှမကန့်ကြည့်ခဲ့ဒီလောဘရှိတော့အချင်းဒီငပြောသီးလေးကအလွန်စင်ကြယ်တယ်ဒီအာဟာရဒီညံမဲလို့ပြောညံတော့ကံကတော့သူများကြံတာကြီးစားရတယ်ပေါ့သူများမလို့ကြံတာရတာပေါ့နော်အဲ့လိုပေါ့စိတ်ကထင်တာပေါ့နော်ဒါပေမဲ့ညံရှိတော့အချင်းဘာဖြစ်လဲအလွန်စင်ကြယ်တာပြောချင်တာအဲ့တော့မှဒီလောဘစွန့်နေဆိုတဲ့အားလေးတစ်ခုကတော်တော်တန်ဖို့ကြီးတာပဲလောဘနဲ့မကန့်နေတာဒီသူများနဲ့မတူတဲ့အမြင်တွေကျွန်တော်ခံစားရတယ်ခင်ဗျာကျေးဇူးကြောင့်ဒီလောဘစွန့်နေဆိုတာလေးတစ်ခုကိုကျွန်တော်နားလည်ခွင့်ရတော့တာပါဒါကြောင့်မလို့ကျွန်တော်တို့ကဘဝထဲမှာကြာတရားတွေလုပ်ပြီးကောင်းတာလည်းအရင်နှိုက်ချင်နေတယ်ဒီလိုပြလောဘကပါနေပြီဒီလောဘစွန့်တာတစ်ခုကိုဘဝထဲထိမမြင်ငယ်ဘူးပေါ့နော်အဲ့လိုများမြင်လို့ရှိရင်နိဗ္ဗာန်ဒါပဲလေလောဘစွန့်ပဲရောက်တယ်ဖျားကိုကျေးဇူးတအားတင်ကျွန်တော်ပြောချင်တယ်နော်ဟုတ်ပါပြီဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်နောက်မေးခွန်းလေးတစ်ခုကတော့စိတ်ရဲ့ဗဂတိငြိမ်သက်မှုကိုရဖို့အတွက်ဘယ်လိုကြင်ကြံရပါမလဲဆရာကြီး
စိတ်ဘာကြောင့်မငြိမ်တာလဲဆိုမြောက်ကဆင်းသက်လာလို့လူကမြောက်ကဆင်းသက်တယ်မြောက်ကငြိမ်လာအဲ့လိုလူလည်းမငြိမ်အဲ့တော့မြောက်ကနေလူဖြစ်လာတဲ့အတွက်မြောက်တွေကလည်းမငြိမ်ဘူးလို့ကျွန်တော်လူတွေကလည်းဒါမှမဟုတ်ကျွန်တော်ရိုးရိုးလူမို့သူကမြောက်လူမြောက်ကဆင်းသက်လာမြောက်စိတ်သိမ့်မကုန်လူနဲ့တူတဲ့လူကဖျားပွင့်မှသိတယ်ဒါနောက်နေ့လေးသိမယ်တရားအထုတ်တယ်ဆိုပြစ္ဆုတ်ပံတဲ့တယ်ရှုပြစ္ဆုတ်ပံမှာပဲစိတ်တည်သွားတဲ့အတွက်ငြိမ်သွားတယ်ကျွန်တော်အနာဂတ်နဲ့အတိတ်တွေအကုန်ပြင်းနေတာစိတ်ဟိုရောက်လိုက်ပြီးရောက်လိုက်အာယုန်တွေပြင်းပြစ္ဆုတ်ပံမှာမြင်နေမှကြားရင်ကြားတယ်မှာဒီပေါ်မှာပဲစိတ်ကတည်သွားပြီအဲ့တော့ပြစ္ဆုတ်ပံတဲ့တဲ့ကိုသတိနဲ့ရှုရတဲ့စိတ်ကတည်သွားပြီတည်သွားမှလူနဲ့တူတဲ့လူစားဖြစ်တယ်စိတ်မငြိမ်တာဘာလို့တူတာမြောင်းနဲ့တူတယ်ကိုယ့်ကိုယ်သဘောပေါက်ဟမ်အဲ့တော့မှဘာလို့စိတ်မငြိမ်တာလဲဆိုတော့မြတ်စွာဘုရားသဘောပေါက်တယ်ပြစ္ဆုတ်ပံမတည့်လို့ပြစ္ဆုတ်ပံနဲ့ပါစိတ်ငြိမ်သွားပါလိမ့်မယ်ဒါမှမဟုတ်ဝိပဿနာလုပ်တဲ့ပြစ္ဆုတ်ပံတဲ့ရှုသွားရင်စိတ်ငြိမ်သွားပဲစိတ်ငြိမ်သွားတယ်ဘာဖြစ်လဲသိလားလူနဲ့တူတယ်လူဖြစ်လာမှာအခုဘာဖြစ်တယ်မြောင်းနဲ့တူတယ်ဘာလို့မငြိမ်တာလဲသဘောပေါက်ပေါ့ဟုတ်ပါပြီဟုတ်ကဲ့ဆရာနောက်မေးခွန်းလေးတစ်ခုကတော့ဆရာကြီးကျေးဇူးကြောင့်စိတ်ထဲမှာဖြစ်တဲ့လောဘတဏှာအကြောင်းသိလာပြီမဲ့နေ့စဉ်သတိလေးတွေကိုဘယ်လိုပြုစုပြောထောင်ပြရပါမလဲဆရာကြီးအဲ့တော့နေ့စဉ်သတိလေးလည်းနောက်ဆုံးနေ့ကြလဲသင်ပါပါသတိပြစ္ဆုတ်ပံနဲ့ညံပေါ့နော်ဒီသတိပဋ္ဌာန်တာဒီကြောင်းလည်းတော့လမ်းဆိုတာအဲ့တော့ပထမဆုံးကဒီလောဘစွန့်တာလေးကိုသတိပြုဖို့ရေးကြည့်တယ်ခဏသင်ခန်းစာရလောဘစွန့်တာလို့သိတာကဘာရှိနေသတိလောဘစွန့်တယ်လို့သိတာကဘာဖြစ်လဲသတိသတိကဘာကိုသိလဲဆိုအမှန်တရားတစ်ခုကိုသိတယ်မနော်သတိဆိုတာဘာသိလဲအမှန်တရားတစ်ခုကိုသိပြောချင်တာအဲ့ဒီသတိကြောင့်ဘာဖြစ်သွားဉာဏ်ဖြစ်သွားတာသတိကြောင့်ဘာဖြစ်လဲဉာဏ်သတိကအမှန်တရားတစ်ခုကိုသတိပြုလိုက်တာနဲ့ဘာကိုပယ်မောဟကိုပယ်မောဟကိုပယ်တဲ့အာမောဟဉာဏ်ဖြစ်သွားတာအဲ့တော့သတိရှိရင်ဘာဖြစ်လဲဉာဏ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့အခုလောဘစွန့်တဲ့ရှုထောင့်ကြနေရာတကာမှာသတိလေးထားပြီးတော့ကျင့်သုံးပါအဲ့တော့လောဘစွန့်တဲ့ဆိုတာပညာမှန်တယ်နော်လောဘစွန့်တဲ့ဆိုတာပညာဒီပညာကိုဘွာထဲမှာကျင့်သုံးဖို့ဘာထားမှာသတိထားဒီသတိနဲ့ကျမှဒီပညာကိုကျွန်တော်ကျင့်သုံးလို့ရအဲ့တော့ဒီသတိနဲ့ကျွန်တော်ဘွာတွေကိုဘာလို့မှ training လုပ်တာဒါကိုတရားကျင့်တယ်လို့ခေါ်တာကျွန်တော်တရားကျင့်တယ်ဆိုတာဒီပညာကိုဒီသတိနဲ့ပွားများတာဒီပညာကိုဘာလို့သတိနဲ့ပွားများတာဒါကျွန်တော်တို့တမန်တွေလောက်ရမယ်အလုပ်ဒီသတိနဲ့ပညာကိုတန်းသိသွားတာတော့ပါရမီရှင်တွေလုပ်ဒါကိုလုပ်ကြည့်ကိုကဒီပညာလေးသိပြီးတော့သတိနဲ့ပဲပွားရတဲ့အဆင့်လားပြောချင်တာကိုယ်တိုင်ဒီသတိတွေနဲ့ဉာဏ်ဖောက်ထွင်းပြီးတော့မြင်နိုင်တဲ့သူလားကိုယ်တိုင်းရှိကိုသိရမှာဖြစ်ပါတယ်ကျွန်တော်ကကိုယ်တိုင်လုပ်ငန်းရှင်ကြီးဖြစ်အောင်လုပ်နိုင်မှာလားအဲ့ဒီလုပ်ငန်းရှင်တွေကပဲကျွန်တော်ဝင်ပြီးတော့ပဲအလုပ်လုပ်ကြမှာလားကိုယ်အရေးချင်းဘလောက်လဲကိုယ်တိုင်းရှိကိုသိရမှာဖြစ်ပါတယ်ကိုဘွားပါဟုတ်လားအဲ့တော့ကျွန်တော်တို့ကလည်းဒီသတိနဲ့ပဲကိုအကုန်မြင်သွားအောင်လုပ်နိုင်တဲ့ပုံကိုလားသို့မဟုတ်လဲဒီပညာလေးကိုပဲကိုဘွားထဲမှာသတိလေးထားပြီးကျင့်သုံးရမှာလားဒါကိုကြိုက်တာရွေးရပါတယ်ကိုကြိုက်တာကိုလုပ်ခွင့်ရှိပါတယ်ရောလိုက်ပဲရော choice ပါအဲ့တော့ကိုသိရမှာဖြစ်ပါတယ်ကိုအခြေအနေကိုအကြောင်းကိုသိရမှာပါကျွန်တော်တို့ကဒါကြောင့်မလို့အများစုကတော့ဒီဘာပြသင်ပေးတဲ့ပညာတွေကိုပဲသတိလေးထားပြီးတော့ဘွာထဲမှာကျင့်သုံးပြီးတော့လေ့ကျင့်အဲ့တော့ပွားတယ်လို့ခေါ်ပါတယ်ကျွန်တော်ကအခုပွားတာတော်တော်များများတရားအထုတ်နေတော့ကိုယ့်ကိုဖောက်မြင်ဖို့ပွားကြတာဒါကလူတိုင်းရနိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူးပြောချင်တာပါရမီရှင်တွေကတော့ရသွားပါတယ်အဲ့တော့ကိုဘလောက်ကိုစမ်းစစ်ကြည့်ငါအဲ့လိုပဲဖြစ်နေတာနှုတ်မလဲကြဒီပညာလေးကိုပဲငါဘွာထဲမှာသတိလေးနဲ့ထားပြီးတော့ကျင့်သုံးမလားဆိုတော့ကိုတိုင်းရှိကိုသိပါကိုကျင့်သုံးရမှာဖြစ်ပါတယ်အခုကလူတိုင်းကအဲ့တရားတွေသိပဲကိုဖောက်မြင်မယ်ဘယ်လိုထင်နေလဲလူတိုင်းကဘယ်သူမှတတိမဖြစ်နိုင်ပါဘူးလုံးကြည့်ပါပြောချင်တာအဲ့တော့ကိုပြောချင်တာသုံးပကံစားနိုင်တဲ့လူကကိုကတပည့်ကံပဲစားနေတယ်သုံးပကံစားနိုင်တယ်တော့အာမကြနဲ့လိုက်မစားကိုပဲဒုက္ခရောက်ကိုကတပည့်ကံလေးနဲ့တပည့်ကံလောက်ကိုကောင်းကောင်းမွန်မွန်စားနိုင်အောင်လုပ်ပါသုံးပကံလိုက်ပြီးတော့တုပြီးတော့စားဖို့လုံးဝမကြိုးစားပါနဲ့ကိုပဲဒုက္ခရောက်မှာမိုးကိုဆရာတော်ဘုရား
ငါတို့ကကျွေးနိုင်တယ်ကွာမင်းတို့ကပါဇက်ပေါက်ချင်းနေတယ်နင်သွားမယ်ဒီလိုကိုယ်တိုင်းရှင်နဲ့ကိုသိရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလောဘစွန့်မှုဆိုတဲ့အားလေးတစ်ခုကိုစိတ်ထဲမှာသတိလေးထားပြီးဘဝထဲမှာကျင့်သုံးကြည့်ပါကျင့်သုံးကြည့်လိုက်တာနဲ့တော်တော်လေးအဆင်ပြေလာမှာဖြစ်ပါတယ်နော်အဲ့ဒါကဒီလောဘလေးစွန့်မှာဆိုတာဥပမာလေးပြောပြပါအောင်ပဲဒါလေးကလည်းတကယ်ဖြစ်ခဲ့တာပါဘလို့လဲဆိုတော့လူငယ်တယောက်ရှိတယ်ပေါ့နော်သူကတရားလေးထိုင်တယ်တရားလေးအားထုတ်တယ်ပေါ့နော်တရက်မှာသူအမျိုးသမီးကအပြင်သွားမှာအဲ့တော့သမီးလေးကြည့်ထားလိုက်ပါလို့ပြောခဲ့တာပြောတော့အဲ့ဒီအချိန်ကလည်းသူတရားအားထုတ်တဲ့အချိန်ဖြစ်နေတော့သူကကျွန်တော်ကြီးဖုန်းဆက်ပါလေရောဆရာရဲ့ကျွန်တော်တရားအားထုတ်ရမယ့်အချိန်အခုကလေးထိတ်နေရတယ်ဆိုတော့သူတရားအားထုတ်ချင်နေတာသူကတရားအားထုတ်တာလည်းအလေးကျင့်နေဖြစ်သွားတယ်သူကအဲ့လိုအားထုတ်ချင်တယ်အဲ့ချိန်လေးရောက်လာတယ်ဒါလည်းသဘာဝအဲ့ချိန်မှာကျွန်တော်ဗာပြောလိုက်တယ်အေးကွာလို့မင်းတရားအားထုတ်ချင်တဲ့လောဘလေးဆိုပြီးသမီးလေးပြောနေပေးလိုက်ပါလားဟာဒီတရားအားထုတ်ချင်တယ်ဆိုတော့ဘာကတ်နေတာကုသိုလ်ကကောင်းတယ်အဲ့ကုသိုလ်ငါရတယ်ငါကုသိုလ်ဆိုလောဘကတော့ညိတယ်ဒီတရားအားထုတ်တာမကောင်းတာကောင်းတယ်ဒါပေမဲ့အဲ့ဒါကိုပဲကျွန်တော်လောဘနဲ့တွန်းညိနေတာလောဘပါနေမှလည်းတရားအားထုတ်တာကောင်းတယ်နော်အဲ့ဒီတရားအားထုတ်တာကိုပဲတော့နှစ်သက်နေပြီးတော့သဘောကကြားနေတော့မင်းကလို့ကိုသမီးလေးပဲသူများလည်းမဟုတ်ဘူးလို့အဲ့သမီးလေးတယောက်တည်းနေတဲ့မင်းသွားပြီးတော့ဖော်လင်းလုပ်ပြီးဆော့ပေးလိုက်ပါလားလို့အဲ့တော့မင်းတရားအားထုတ်ချင်တဲ့လောဘလေးစွန့်ပြီးသမီးလေးနဲ့လောဘစွန့်တယ်ဆိုဒီလိုလေးကြည့်လို့ရတယ်ပြောပြတယ်ကျွန်တော်ဘဝထဲမှာကောင်းတာပဲနဲ့အဲ့ကောင်းတာကိုဘာတော့ညိလောဘကတော့ညိကျွန်တော်တို့ကအဲ့လိုလေးဖြစ်နေတာမြင်နိုင်ခဲ့တယ်လို့ပြောပြတာလောဘဆိုတာကျွန်တော်တို့တအားတိမ်မွေလုံးပါတယ်နော်ဒါကြောင့်ပဲဒါပေမဲ့လည်းတဖြည်းဖြည်းမြင်လာမှာပဲဒီနေရာလေးတွေကိုမြင်လာမှာဖြစ်ပါတယ်နော်ခုကျွန်တော်မေးလို့ရှင်မဖြေကြဘူးလေသူကဖြေခြင်းနဲ့လောဘစွန့်ထားတယ်လည်းဖြစ်နိုင်တယ်သူလည်းထင်ပါဘွားတွေကမဖြေခြင်းနဲ့လေဖြေခြင်းနဲ့လောဘတွေသူတို့တော့ဖြေခြင်းနဲ့လောဘအဲ့လိုလားအဲ့လိုလည်းဖြစ်တယ်တချို့ကလည်းလေအမှသူတို့ကဘယ်လိုဖြစ်နေအဲ့လိုလောကမှာမင်းရင်မဖြေရတာကိုပဲသူသဘောကျတာဖြေရတာကိုသူပင်ပန်းတယ်အဲ့တော့သူကလောဘလေးနဲ့ကိုယ့်ကိုမဖြေလဲရတယ်ငါငြိမ်ငြိမ်လေးပဲနေရတာကြိုက်တယ်အဲ့တော့မဖြေတာလည်းတချို့ကအဲ့ဖြေရတာကဝင်တော့ဝင်ဖို့အဲ့တော့မကြော်လွှမ်းနိုင်ပြောချင်တာအဲ့ဟာလည်းမဖြေခြင်းနဲ့လောဘကိုစွန့်ရတာပဲပြောရမှာတချို့ကသူပြုံးပြဖို့လို့နှုတ်ဆက်ဖို့လို့ဝင်လေးနေတာသူကအဲ့ဒီလောက်ကိုသူလောဘကမကြော်နိုင်ဘူးသူကဒီလိုတက်တာနေခြင်းနဲ့လောဘဖြစ်အဲ့လိုပြန်ဖြစ်ကိုကအမှန်တိုင်းပါမှာလောဘကက်လည်းမသိဘူးကက်လည်းဖြေတဲ့ကျွန်တော်ဖြေရတယ်မဖြေခြင်းမင်းလည်းဖြေတဲ့မကလေးညာတင်းတို့អော်ပါတယ်ကွာအိတ်ချင်နေတာဟာကိုအိတ်ချင်မင်းလည်းအိတ်ချင်တဲ့လောဘစွန့်အဲ့တော့မဖြေခြင်းမင်းလည်းကျွန်တော်ဖြေတဲ့ရင်ဖြေရမယ်မဖြေခြင်းနဲ့မဖြေခြင်းမှုဆိုကိုလောဘကိုစွန့်ပြောချင်တာအများဖြစ်ကျွန်တော်ကကိုလိုတိုင်းပဲနေလိုက်တာမဖြေလဲဘာဖြစ်လဲဖြေသေးရင်ဖြေရမယ်ဆိုတဲ့ဒီလောဘကိုကြော်လွှမ်းနိုင်တဲ့အဲ့လိုရှုတော့မှုကျွန်တော်တို့ကညံတယ်မသိသေးဘူးပြောချင်တာဒါကြောင့်မလို့ကိုယ့်အကိုလေးတွေလောဘကကံမှန်းလည်းမသိဘူးမကံမှန်းလည်းမသိဘူးအဲ့တော့မှတဖြည်းဖြည်းနားလည်လာမှာဖြစ်ပါတယ်နော်ဟုတ်ပါပြီဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်နောက်မေးခွန်းလေးတစ်ခုကတော့လူတစ်ယောက်ကတဲ့ကုသိုလ်ကောင်းမှုလုပ်ပေမဲ့ကိုကျိုးလိုစိတ်ပေါ့ဥပမာချီးမွမ်းခံလိုစိတ်အဲ့ဒီစိတ်နဲ့လို့ရင်တကယ်ကုသိုလ်ဖြစ်နေပါသလားအဲ့တော့နှစ်ပိုင်းရှိတယ်ပေါ့လေကုသိုလ်ကကောင်းတယ်အဲ့ကုသိုလ်ကြီးကိုနောက်ကနေငါကုသိုလ်လို့သိမ့်ပိတ်တာမကောင်းဘူးသူကနှစ်ခုပိုင်မြင်ရကျွန်တော်ကဒါလည်းနဲ့ပြန်ချက်ပေါ်လာမှာနော်သူကုသိုလ်လုပ်တာကောင်းတယ်အချင်းမခံခြင်းနဲ့လောဘကမကောင်းတာအဲ့နှစ်ခုကျွန်တော်ခွဲမသိတာကျွန်တော်ကအဲ့တော့ကုသိုလ်လို့ဟိုမှာများယောဂဖြစ်လို့စေးတောက်တာသူကစေးတောက်တာအချင်းမခံခြင်းလို့လားဘာဖြစ်လို့လဲအဲ့ဒါအမှန်သိသွားရင်ကုသိုလ်လုပ်တာပဲအချင်းမခံတာအကုသိုလ်ပယ်ဖို့လုပ်တာလေဒါတော့ပြီးတာပဲရှင်းရှင်းလင်းအခုကကုသိုလ်လုပ်တာအကုသိုလ်ပယ်ဖို့လုပ်တာလို့မသိဘူးသူကကုသိုလ်လုပ်ရင်လူတွေအများသူဝိုင်းချီးကျူးမယ်ဆိုရင်ဒီအမြင်ဖြစ်နေတာဒါမလို့စိုင်းဖို့တော့မတော်လူထားတာအကြီးကြီးကျင်တာလေဒီလိုဖြစ်နေတာကျွန်တော်တို့ကအဲ့တော့ကျွန်တော်တို့ကလူများရဲ့အထင်ကြီးခြင်းကိုခံကျင်တာကလောဘလေကျွန်တော်တို့ကအဲ့တော့
လှူတာလူများထင်ကြည့်ဖို့လူများထင်ကြည့်ခြင်းနဲ့ဆိုတော့ဘာပါနေလောဘကပြန်ပါနေအဲ့တော့ဒီလောဘစွန့်တယ်လို့အမှန်မသိတာလောဘကိုပြန်ဖြစ်စေတယ်ကျွန်တော်ကအမှသူကအချီးကျူးရတယ်ခံခြင်းအကြောင်းကြောင့်ဟိုကအချီးမချီးကျူးသူကဘာဖြစ်မှာဒေါသဖြစ်အောင်မှာမကြည့်ဘူးအဲ့တော့ဒီလောဘဒေါသမောဟပဲရှိတာကျွန်တော်ကလဲနေတာဒီထဲကိုကျွန်တော်အရင်ဆုံးဓာတ်ကိုမြင်စေခြင်းတယ်ဒီလောဘဒေါသမောဟကိုယ်ထဲမှာဒီဟာတစ်ခုဖြစ်နေပါလားဆိုတာဒီယောဂါကိုတွေ့စေခြင်းဒီယောဂါကိုသိနေမှာမြတ်စွာဘုရားအဓိကမင်းလောဘကြောင့်အကုန်ဖြစ်နေတာလောဘစွန့်မယ်လို့အမှန်မသိတာပါဗျာမောဟအဲ့တော့လောဘစွန့်ရမယ်လို့အမှန်သိလိုက်တာနဲ့ဘာဖြစ်လဲဉာဏ်ဖြစ်တယ်ဒီတစ်ခုကိုခဏပေးခြင်းတဲ့ message အများကြီးမပေးဘူးဒါကိုနားလည်သွားစေခြင်းနဲ့စိတ်ထဲမှာလောဘစွန့်မယ်လို့သိတာပါဉာဏ်ဒီလောဘစွန့်တယ်လို့သိတဲ့ဉာဏ်နဲ့ဘဝမှာနေထိုင်ရင်ဘာငြိမ့်လဲလောဘဒေါသမောဟငြိမ့်တယ်တရင်ငါငြိမ့်ရင်တရင်ငါနိုင်တယ်များများငြိမ့်ရင်များများနိုင်တယ်အပြီးငြိမ့်ရင်ဒီတိုင်းနေုံမဲ့ဘဝပြီးပြီကျွန်တော်တို့ကအဲ့တော့ကိုယ့်ဘဝမှာစိတ်ချလက်ချနေသွားရုံပဲဒီတိုင်းကျင့်သုံးသွားရုံပဲပေါ့နော်ဟုတ်ပါဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်နောက်ဘေးကွန်းလေးတစ်ခုကတော့ကုသိုလ်နဲ့အကုသိုလ်ကိုတကယ်တမ်းတန်ဖိုးခြင်းနှိုင်းရှင်နိုင်တဲ့နည်းလမ်းများရှိပါသလားဆရာတဲ့အဲ့တော့ကုသိုလ်နဲ့အကုသိုလ်ပေါ့နော်သူလည်းနှိုင်းရှင်ခြင်းနဲ့တဘာဝိုင်းမှာနှိုင်းရှင်လို့မရဘာပြုလို့လဲဆိုမြတ်စွာဘုရားရဲ့စိတ်ဖြစ်စဉ်တွေကြည့်တဲ့အခါမှာစိတ်တရားတစ်ချိန်မှာနှစ်စိတ်ပြန်ဖြစ်တာကုသိုလ်လုပ်လို့ရင်အကုသိုလ်ပြန်ဖြစ်လို့မရအကုသိုလ်ဖြစ်လို့ကုသိုလ်လုပ်ခွင့်မရှိဘူးကျွန်တော်ကတစ်ချိန်မှာနှစ်ခုပြန်မဖြစ်ဘူးပြောချင်တာအဲ့တော့ထမင်းစားလို့ချင်းဇွန်းနှစ်ချောင်းတစ်ပြိုင်တည်းသွင်းတာလားဟာအဲ့လိုလားဒီဘက်ကခြေဒီဘက်ကငပိရေဟာတခုပြီးမှဖြစ်စဉ်ကဒီတိုင်းပဲသွားတယ်တခုပြီးမှတခုတွေသွားနေဒါသဘာဝတရားရဲ့ရုပ်တရားလည်းတရုပ်ပြီးမှတရုပ်နာမ်တရားလည်းတဏှာပြီးမှတဏှာစိတ်တရားလည်းတစ်စိတ်ပြီးမှတစ်စိတ်ထားမှာတော့သူရဲ့ဖြစ်စဉ်ကအဲ့လိုပြန်ဖြစ်လို့ဒါကသဘာဝရဲ့နေရာမှာပဲအဲ့တော့ကျွန်တော်တို့ကအခုကဒီ comparison ပေါ့အဲ့နှိုင်းရှင်ပြီးစဉ်းစားတဲ့အလေးချင်းညာဖြစ်တယ်လောကထဲမှာကျွန်တော်တို့ကဥပမာဟင်းရလေးတောက်ကြည့်တရားဒီနေရာလေးရှိတာဒါနောက်နေ့သင်ပါတော့ပစ္စုပန်တဲတယ်ပစ္စုပန်တဲတယ်မှာကိုစားလိုက်တယ်စိတ်ထဲကပေါ်လိုက်တာလို့ခံစားလိုက်တာကဒီခုစားလိုက်တဲ့ပစ္စုပန်ကိုမတည့်ဘူးသူကအတိတ်ကလေးတာလေးနဲ့သူက comparison သွားလုပ်တယ်အတိတ်တော့သူစားဖို့ခဲ့မယ်အဲ့ဒါနဲ့သူကသွားပြီးနှိုင်းရှင်လိုက်တယ်နှိုင်းရှင်အခုပစ္စုပန်မှာစားတော့သူကပေါ့တယ်အဲ့တော့စိတ်ထဲမှာပေါ့တယ်ဆိုတာကပစ္စုပန်မတည့်တော့ဘူးသူတခုအရင်တော့ဟာနဲ့နှိုင်းရှင်လိုက်ပြီကျွန်တော်တို့ကအဲ့ဒီနှိုင်းရှင်လိုက်တော့ပေါ်တာသူအလုံးမကြဘူးဒေါသသူစခတ်လေးစားနေတာဒေါသအဲ့ဒါပစ္စုပန်မှာဒီစားလိုက်တာဒီဟာပဲနှိုင်းရှင်စရာမလိုဘူးဆိုတော့အမှန်မသိတာကမောဟနှိုင်းရှင်စရာမလိုဘူးကျွန်တော်ပစ္စုပန်မှာအဲ့တော့ဒီပစ္စုပန်တဲ့သူကနှိုင်းဒါမှမဟုတ်ဝိပဿနာတော့ပစ္စုပန်တဲ့ရှုနောက်နေ့တွေသိမယ်ပစ္စုပန်တဲ့လည်းရှုတာသူနှိုင်းရှင်စရာမရှိရနဲ့အလိုမနှိုင်းရှင်စရာဖြစ်နေအလိုပေါ်တာတို့လေးတာတို့သူအလိုမကြတာတွေမရှိတော့အလိုအဲ့တော့ကိုယ်အလိုနဲ့ကြိုက်တာမကြိုက်တာမရှိတော့လောဘကိုယ်အလိုနဲ့ကြိုက်တာမကြိုက်တာဖြစ်တယ်ကိုယ်အလိုနဲ့မကြိုက်ရင်ဒေါသဖြစ်เสียလဲအကြောင်းမရှိတော့ဘာလို့သူအမှန်သိတယ်ပစ္စုပန်တဲ့ရင်ဘာသိလဲအမှန်သိတယ်အမှန်သိတဲ့အတွက်သူကနှိုင်းရှင်လိုက်တဲ့လောဘဒေါသအိတ်တာမစ္စရိယတို့လည်းနှိုင်းရှင်တယ်ကိုယ့်ရဲ့ตาသွားပြီတာတော့တဲ့နဲ့တော့မနာလို့ဝင်တိုးဒီလိုဖြစ်နေတာသူကနှိုင်းရှင်လို့ဖြစ်တာကျွန်တော်တို့ကနှိုင်းရှင်နေဆိုပစ္စုပန်မတဲ့လို့ပစ္စုပန်တဲ့နှိုင်းရှင်စရာမရှိတော့ဘူးကျွန်တော်တို့ကဒီလိုမြင်သွားပါလိမ့်မယ်အဲ့တော့ဝိပဿနာတော့ပစ္စုပန်တဲ့ရှုပစ္စုပန်တဲ့ရှုတာကဘာဖြစ်သွားပညာဉာဏ်ဒီနေရာလာပြီဉာဏ်ဖြစ်သွားပြောချင်တာအဲ့တော့လောဘစွန့်တယ်လို့တွေ့ရင်လောဘစွန့်တယ်ပြုတော့ကတာကြည့်နဲတယ်များလည်းမရှိဘူးအဓိကလောဘကတာအဓိကကျွန်တော်ကမဟုတ်ဘူးအမ तू ကအများကြီးတူနိုင်တယ်ငါတို့ကသိမလူနိုင်ဘူးအဲ့ဒီဘက်ကသွားကြည့်တာဟုတ်လောဘရှိတော့ကကြည့်ရင်အကုန်စွန့်တာအတူပဲပြောချင်တာလောဘရှိတော့ကကြည့်ရင် तू လည်းလောဘစွန့်တာပဲနဲတာလည်းလောဘစွန့်တာပဲများတာလည်းပြီးပြီအဲ့ရနိဗ္ဗာန်အတူရောက်တယ်ပြောချင်တာလောဘစွန့်တယ်လို့သိရင်နိဗ္ဗာန်အတူရောက်တယ်ပစ္စည်းပေါ်အဲ့ဒါဉာဏ်ပစ္စည်းပေါ်ကြည့်တာကံအဲ့တော့
များလူတဲ့အတွက်သူအတိတ်ဘဝမှာလည်းနောက်ဘဝတွေမှာလည်းများအကျိုးပေးတာတော့ခံစားရမယ်နိဗ္ဗာန်တော့မရောက်ဘူးပြောချင်တာဒါပေမဲ့လည်းအဓိကစေနာဟံဘိက္ခွေကမ္မဝရမီစေနာသာစေနာလို့သိလို့ရှိရင်နဲတာလည်းမရှိဘူးများတာလည်းဘဝမှာပြည့်စုံပြည့်ရပြည့်စုံတဲ့ဆိုစိတ်ဘက်ကပြည့်စုံတာပစ္စည်းပြည့်စုံတာဆိုင်ပြောချင်တာပစ္စည်းဘလောက်များသူပြည့်စုံတယ်လို့ဘယ်တော့မှမခံစားဘူးရလေလို့လေတစေတွေဖြစ်နေဒါပါပဲเนาะဟုတ်ပါပြီ ဟုတ်ကဲ့ဆရာနောက်ပေခွန်းလေးတစ်ခုကနိဗ္ဗာန်ဆိုတာတဲ့ဘုံနေရာမဟုတ်တဲ့အတွက်နိဗ္ဗာန်ဆိုတာဘာလဲနိဗ္ဗာန်ဆိုတာအကျက်လားဆိုတာလေးသိကြပါတယ်ဆရာတဲ့ နိဗ္ဗာန်ဆိုတာခံစားချက်ပေါ့ဉာဏ်နိဗ္ဗာန်ဆိုတာပါဉာဏ်နဲ့ပဲသိခွင့်ရတယ်အဲ့တော့ဒီဟာလေးပြောပြအောင်မယ်မေးပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ဖျားရှိခိုးနေလေးတင်တယ်ကျွန်တော်ရိုးရိုးလေးတင်တယ်ကျွန်တော်သိတာရိုးရိုးလေးပဲသိတာကျွန်တော်အခုဖျားကြောဆိုငယ်တဲ့အဲ့ဒါပုံတော်ကျွန်တော်ဗာပုံတော်ပဲရှိတယ်အဲ့တော့ပုံတော်လည်းကြောခွင့်ရတယ်အဲ့ဒါကနည်းနည်းသိတာတော့မင်းအရဟံဂုံတော်လေးရုပ်ပေါ့မြတ်စွာဘုရားအရဟံဂုံတော်နဲ့ပူဇော်ပေါ့အရဟံဂုံဆိုကိလေသာကင်းစင်တော်မူတော့မြတ်စွာဘုရားမြတ်စွာဘုရားမှာကိလေသာကင်းတဲ့ဂုံတွေရှိတယ်အဲ့တော့ပုံတော်အပြင်ပါကိလေသာကင်းတဲ့ဂုံလေးပါရည်မှန်းပြီးကြောအဲ့တော့ပုံတော်ကနေဂုံတော်ရောက်တယ်ဘာကြံခဲ့လို့ဉာဏ်တော်ကြံခဲ့တယ်ဉာဏ်တော်သေးတာသွားတယ်ဉာဏ်တော်မဖူးခဲ့ရဉာဏ်လည်းမသိဘူးအဲ့တော့မှဘုရားဆိုတာဘာလဲဆိုတာဘုရားဆိုတာပုံတော်မနဲ့ဒါပေမဲ့ပုံတော်လည်းဘုရားစစ်မဟုတ်ဘူးဂုံတော်လည်းဘုရားစစ်မဟုတ်ဘူးဘာသာဉာဏ်တော်တကယ်ဘုရားစစ်ကဘာပြုလို့လဲဆိုကျွန်တော်စာလေးရေးခဲ့ပါတယ်ဥရုဝေလမဗုဒ္ဓဂါသူ့စာလေးရေးခဲ့တယ်ဗုဒ္ဓဂါသွားရင်းနဲ့မြတ်စွာဘုရားစပြီးတော့မွေးဖွားခဲ့တဲ့ဒီလုံမဏီဥယျာဉ်မှာစမွေးဖွားတယ်အဲ့အချိန်မှာလည်းဘုရားမဖြစ်သေးဘူးအသက်16နှစ်မှာရတော်တော်နဲ့အိမ်တော်ပြုတော့လည်းဘုရားမဖြစ်သေးဘူးအသက်29နှစ်မှာသားတော်ရောက်လာပြီးတော့လည်းဘုရားမဖြစ်သေးဘူးဥရုဝေလတော်ထဲမှာ6နှစ်တာဒုက္ခဆရာအကျဉ်းချင်းတော့လည်းဘုရားမဖြစ်သေးဘူးဘောရီပင်နဲ့ရွှေပလင်အောက်မှာအရဟတမတ်နဲ့တပ်ပညုတဉာဏ်ရမှာပါဘုရားဉာဏ်ရမှာဘုရားဆိုဉာဏ်ပဲဉာဏ်ဆိုပါလဲသစ္စာ၄ပါးကိုဆရာမကူပဲနဲ့ကိုယ်တိုင်ထိုးထွင်းသိမြင်တယ်သူများကိုလည်းဒီသစ္စာ၄ပါးကိုသိအောင်ဟောပြနိုင်တယ်အဲ့တော့ပြစ္ဆေကဗုဒ္ဓကသစ္စာ၄ပါးကိုတော့ဆရာမကူသူထိုးထွင်းမြင်တယ်သူများကိုသစ္စာ၄ပါးသိအောင်မပြောပြနိုင်ဘူးဒါမှမဟုတ်ဘုရားမဖြစ်ခဲ့တပ်ပညုတဉာဏ်ရခဲ့အမှုကျွန်တော်တို့ကိုယ်ဝယ်တဲ့ဘုရားဆိုပါဉာဏ်အဲ့ဒီဉာဏ်ကဘယ်တော့မှကျွန်တော်သဘောပေါက်လာလဲတော့ခုနကလို့လောဘစွန့်တယ်နိဗ္ဗာန်ရောက်တယ်လို့သိရတဲ့အခါကျမှဒီဟာကျမှဘုရားဒါမျိုးမြင်ခဲ့ပြီးတော့ကျွန်တော်တို့လည်းသိအောင်ဟောပြနိုင်တာအဲ့တော့လောဘစွန့်တယ်ဆိုရင်အမြင်ရပါဉာဏ်လက်စွာဘုရားကိုယ်တော်လည်းဒီဉာဏ်များလို့နန်းတော်ရေးစွန့်တယ်သူသားသမီးတွေစွန့်တယ်သူအကုန်စွန့်တယ်ဒါမှဘုရားမဖြစ်ခဲ့ဘာလို့ဒီစိတ်ထဲရှိတဲ့လောဘတဏှာလက်သမားကိုသူမတွေးခဲ့ပြောချင်တာအဲ့တော့ဒီလောဘကဘယ်မှာဖြစ်မှာစိတ်ထဲမှာပဲဖြစ်တယ်လောဘငြိမ်းတာလည်းပဲတော့စိတ်ထဲမှာပဲငြိမ်းတယ်ဒါမှမဟုတ်ဒီလောဘငြိမ်းတာစိတ်ထဲမှာငြိမ်းတယ်တော့နိဗ္ဗာန်ကိလေသာငြိမ်းတယ်နိဗ္ဗာန်ဘယ်ဘက်မှာကိုယ်ထဲမှာပဲကိုယ်စိတ်ထဲမှာပဲကိလေသာတွေငြိမ်းသွားတာကိုပဲနိဗ္ဗာန်အဲ့ဒါကိုမြန်မာမြတ်စွာဘုရားဉာဏ်တော်ကိုဖူးခွင့်ရအဲ့တော့မှပုံတော်ဂုံတော်ဉာဏ်တော်ဉာဏ်ကဒီဝိပဿနာဉာဏ်နဲ့ပဲကိုယ်တိုင်နဲ့သိခွင့်ရတယ်မြတ်စွာဘုရားလည်းဒီလိုသိပြီးတော့ဒီလိုဟောပြတဲ့အတွက်ဘုရားကိုလည်းကျေးဇူးတင်တယ်ပူဇော်တယ်ဒီလိုဖြစ်တာအဲ့မှာပုံတော်ဂုံတော်ကျွန်တော်အခုကဉာဏ်တော်မဖူးရဘူးသိသွားတယ်ဘုရားအစစ်ကဉာဏ်တော်အဲ့တော့ဘုရားပွင့်တဲ့အချိန်မှာကျွန်တော်ကသိဘုရားကြီးကိုရှေ့တတ်တော်ထိုင်ကြော့ဘုရားမတွေ့ခဲ့ပုံတော်ပဲတွေ့ဉာဏ်တော်ကိုခုဘုရားမရှိတော့ဒါပေမဲ့ဒီဉာဏ်တော်ကိုကျွန်တော်တို့သိခွင့်ရဘုရားစစ်ကိုဖူးခွင့်ရှိတယ်ဘုရားကိုတကယ်တွေ့ဒါကိုလည်းဒီဝက်ကလိဆိုရရန်ရှိမြတ်စွာဘုရားကိုတားကြည့်နေတာဒီရုပ်တော်ကြီးပုံတော်ကိုကြည့်ဝက်ကလိမင်းမြင်တာဘုရားမြင်တာမဟုတ်ဘူးဘလောက်ဝေးတရားကိုမြင်မှာဘုရားကိုမြင်တာခုနီးပြီနဲ့လည်းမင်းငါရဲ့ဒီယူပကာယာကြီးကိုပဲဘုရားထင်တယ်တကယ်ဘုရားဆဲမဟုတ်ဘူးကျွန်တော်လည်းအခုအဲ့လိုဖြစ်နေတာတွေးလိုက်တယ်ဘုရားဖြစ်ပြောကြည့်တာအဲ့ဒါကပုံတော်ပဲရှိတယ်အဲ့ဒါရွတ်တယ်ဂုံတော်ပဲဉာဏ်တော်ကို
တည်တံသွားတဲ့ဘုရားစစ်ကိုမတွေ့ရအဲ့တော့ဘုရားစစ်ဆိုတာဘာသိမှာဉာဏ်တော်ကိုသိမှာအဲ့လိုဉာဏ်တော်သိဖို့ဆိုတာကိုယ်တိုင်လည်းအဲ့လိုဉာဏ်ဖြစ်မှဘုရားရဲ့ဉာဏ်ကိုဖူးခွင့်ရကိုမဉာဏ်မဖြစ်ရင်ဘုရားဉာဏ်တော်လည်းဖူးခွင့်မရဘူးဒီလိုမြင်သွားမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ဆရာသိပါပြီတဲ့ဒါပေမဲ့တဲ့စွန့်ရမှာတွေများလို့ဉာဏ်ဥစည်းပြီးသိရဖို့အဓိကအရာလေးသိကျင်ပါအဲ့တော့စွန့်နေဆိုတာကကျွန်တော်တို့ကဘာနဲ့စွန့်တာလဲတော့ကံကတော့ပေးတာကံတာပစ္စည်းဥစ္စာတွေစွန့်တာနော်ဒါမှလည်းပစ္စည်းဥစ္စာတွေစွန့်လိုက်ဉာဏ်ရှိရင်လောဘစွန့်နေဆိုတာအမြင်ကမြင်လို့ရပါတယ်ဒါကံမောဉာဏ်စင်တယ်တော့ပြန်ကြသိမှာပါဒီကံမရှိဘဲနဲ့လေစွန့်လို့မရဘူးအဲ့ဒါအဲ့တော့ခုနလိုပေါ့နော်လောဘစွန့်နေဆိုတာ dimension ကျွန်တော်ခက် dimension နဲ့ပြောင်းဖို့လိုတယ်ကျွန်တော်အမြဲတမ်းလိုချင်တဲ့ dimension ကြည့်တာဒါကလည်းလောကမှာလေကျွန်တော်မျက်မြင်မမြင်တာဟုတ်ဉာဏ်မှမမြင်ဘူးပဲနဲ့မျက်မြင်ရောကျွန်တော်ဘဝတစ်ခုမှတိုးတက်မယ်ဆိုရင်ကျွန်တော်ရမှတိုးတက်မှာအဲ့တော့ဟိုကျောင်းနေလဲစာရီရမှစာရမှစမွေးအောင်မှအဲ့တော့ဘွဲရမှကဲကျောင်းပြီးလဲဘွဲရအောင်မှရမှပဲလေဘွဲရပြီလဲလုတ်ကရလုတ်ရရင်ပတ်စံလည်းကောင်းကောင်းရမှာလို့ရတယ်အပီပတ်စံလည်းရပါမိမရမှာယောက်ျားရမှာဟာတော့ရကျင်နေရမိမယောက်ျားရပင်လည်းပါတော့ကလေးရမှာဟာသူဒီရမှာဟာပါဘဝကိုတိုးတက်တယ်ကျွန်တော်ကရမဲ့ dimension လောဘနဲ့ပဲကြည့်ခဲ့တာမြတ်စွာဘုရားတရားတွေကိုလေ့လာကြည့်သူကရတဲ့ dimension ကြည့်ဘူးစွန့်တဲ့ dimension ကြည့်တယ်မြတ်စွာဘုရားမင်းစွန့်မှတိုးတက်တာလေကျွန်တော်ကရမှတိုးတက်တယ်ကျွန်တော်စဉ်းစားတာကျွန်တော်ကရမှတိုးတက်တယ်မြတ်စွာဘုရားကစွန့်မှတိုးတက်တယ်ဟာအဲ့ဒါဆိုတော့အဲ့ဒါစွန့်မှတိုးတက်တယ်ဆိုတာရှိတာကျွန်တော်စဉ်းစားတယ်စဉ်းစားတော့ဘာသွားတွေ့လဲတော့ရွှေတူးတာကိုသွားစဉ်းစားပြီရွှေတူးရင်လို့ရွှေချောင်းကြီးထွက်လာတာမဟုတ်ဘူးလို့တဲတွေရောရွှွန့်တွေရောကြောက်တွေရောပါတယ်ရွှေတူးရဲ့လို့သွားကြည့်အဲ့တော့တဲတွေကြောက်တွေစွန့်လိုက်မှဒီရွှေရပါဖြစ်တာတန်မိုးတက်ဩလောကမှာလည်းရှိတာပဲဒီစွန့်လိုက်မှတန်မိုးတက်တယ်အဲ့တော့ရွှေရိုင်းကိုလည်းရွှေတန်းစင်နေဆို16ပဲကြာမလားမတန်ဖိုးကအမြင့်ဆုံးရောက်โอเคသဘောပေါက်အဲ့တော့မှကျွန်တော်ကနှစ်ခုကွဲသွားတာကျွန်တော်တို့ကအပြင်ကလိုချင်တာရဲ့တန်ဖိုးက price ကိုကြည့်တာပတ်စံရဖို့ဘက်ကိုကြည့်တာမြတ်စွာဘုရား value ကိုကြည့်တာကျွန်တော်တို့စိတ်ရဲ့အစဉ်တန်းမြင့်မှုကိုကြည့်တာကျွန်တော်တို့ရဲ့စိတ်ရဲ့အစဉ်တန်းမြင့်တာ value ဟိုဘက်ကကျွန်တော်တို့လိုချင်တာ priceအဲ့တော့မှမင်းခန္ဓာကိုယ်ထဲမှာရှိရဲ့လောဘဒေါသတွေမောဟတွေစွန့်နေမင်း value တက်လေကိုယ်ပိုင်ရတာဟိုကကျွန်တော်တို့လိုချင်တာ price ဘက်ကိုကြည့်တာအဲ့တော့ price နဲ့ value ဟမ်တန်ကြီးနဲ့တန်ဖိုးနဲ့ okay ဒါပေမဲ့တိုင်းမမြင်သေးဘူးအဲ့တော့လူတွေတဲကိုကျွန်တော်မြင်အောင်စဉ်းစားတော့ဘာတွေ့လဲတော့ဟာအပြိုလူပြိုတွေယောက်ျားမိန်းမရှာပြီပဲသိရတော့ဘယ်လောက်ချမ်းသာလဲဘယ်လောက်ပညာတတ်လဲအမှသူကဒီလိုပဲအကုန်လိုက်စဉ်းစားတာခေတ္တကအဲ့လိုဖြစ်သွားတယ်လေဟိုသွားမပါခြင်းတွေကားပါဖို့တော့အရေးကြီးတယ်အဲ့တော့ကျွန်တော် price ကိုစဉ်းစားတယ်ဒီဘက်ကိုအဲ့တော့ကျွန်တော်ပြောတာအဲ့တော့လိုက်မနေနဲ့လို့ပြင်ပန်းတယ်လို့ယောက်ျားတွေမိန်းမရှာရတယ်ဒါသူတို့ကပါကိုကို value တက်ဖို့ကြိုးစားလိုက်မှန်တော့ကိုကို value တက်ဖို့ကြိုးစားလိုက်လို့လာတောင်းရမယ်ဟာလာတောင်းလေတင်တောင်းလေကို value တက်မှာတော့တင်တောင်းရမှာအဲ့တော့ value တက်မှာ price ကလာမယ်ကျွန်တော်အခု price နောက်လိုက်တဲ့အတွက်ဘာကြပါ value ကြဒီကမြင်တာလေအခုကျွန်တော်ဖြစ်နေတာဒါပဲ price နောက်လိုက်တဲ့ကို value တွေကြဒီနှစ်ခုလဲခွဲမပြင်းဘူးကျွန်တော်ကတချို့ကြတာမဟုတ်ထိုးကြွလိုက်တာကို value တကယ်ထိုးကြွတာတချို့ကတကယ်တော့ထိုးကြွလိုက်တယ် price လို့ value အဲ့တော့မြတ်စွာဘုရားဒီ value တက်ဖို့မင်းအရေးကြီးတယ် value တက် price ကပူစရာမြတ်စွာဘုရားတော့ဟုတ်လားဒီကိုသီလသမာဓိပညာနဲ့တော့စောင်းကျန်တဲ့ပစ္စည်းလေးပါပူစရာတော့ရှမ်းတောင်နေသေးတယ်ဒါကပြောပြတာဒါတွေကျွန်တော်စမင်းလာပြီအဲ့တော့
哦，好吧啦，人说别定比的 value，ကျွန်တော်သိတာ price。အဲ့တော့မှကျွန်တော်ခန္ဓာထဲမှာလောဘဒေါသမဝတွေငြိမ်းတယ် value တက် value တက် price ကပူစရာမလိုတော့ဘူးစဉ်းစားစရာတော့ဒီကောင်းนี่ကျွန်တော်တို့စပြီးတော့စဉ်းစားဖို့နဲ့စပြောင်းတယ်ပြောချင်တာအဲ့တော့လုပ်ငန်းတွေပဲကိုယ့်ရဲ့ service တွေကိုယ့်ရဲ့ပစ္စည်းတွေ value တက်ကိုစူးစမ်းရတယ်စူးစမ်းရင်လာဝယ်လိမ့်မယ်လေပြောချင်တာကျွန်တော်တို့ကဘာလို့ကိုယ့်ဘက်ကအရင်တော့ကောင်းအောင်ရင်လုပ်ရမယ်ဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုဖြစ်လဲမင်းကောင်းမှငါမစိုးမှာလာတာဟာမင်းကောင်းမှငါမစိုးမှာလောက်ပဲရှိသေးတယ်ငါကောင်းအောင်ဘာအရင်ဆုံးနေမယ်လို့ဘယ်သူမှမရှိဘူးကျွန်တော်တို့ကဒီလိုတွေစစဉ်းစားတာတွေစပြောင်းလာတယ်အဲ့တော့ကျန်တာကြီးမစဉ်းစားဘူးကျွန်တော်ဘက်ကလုတ်ပေးနေတယ် 100% အကုန်လုတ်ပေးလိုက်တာဟာဒီလောကဒီသူများရှိရမျောတာဆိုတာမရှိဘူးပြောချင်တာမျောတယ်ဆိုတော့ဘာပါနေလောဘအဲ့တော့ကိုပေးနေတယ်ကျွန်တော်တက်အဲ့လိုတွေကျွန်တော်စပြောင်းလာတာပေါ့နော်စိတ်ရဲ့အနေထားတွေအဲ့တော့ဘဝတစ်ခုကဒီအကျိုးကပေးမှာမပူနဲ့ပြောချင်တာအကြောင်းနဲ့အကြောင်းကောင်းရင်အဲ့လိုတွေဖြစ်တာပါပေါ့နော်ဟုတ်ပါပြီ ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာအကုသိုလ်တွေဖြစ်တဲ့လောဘဒေါသမောဟ၃ပါးတွင်ပရမဆုံးဖြစ်တဲ့စိတ်ကလောဘလားအဆိုးဆုံးစိတ်ကလည်းလောဘလားဆရာဟုတ်တော့လောဘကြီးပဲလေအဲ့တော့အဓိကကျွန်တော်တို့ဘဝတွေလက်ကျွန်တော်က logical တွေများတယ်လို့ logical တွေရှောက်စဉ်းစားတယ်ပေါ့နော်လက်တွေ့ကြကိုယ့်ပြန်စဉ်းစားပါဘုရားဥစည်းနေတော့လောဘပေါ့ဘာဆိုင်ရင်ကောင်းမလဲဘယ်သွားရင်ကောင်းမလဲဘာလုပ်ရင်ကောင်းမလဲဘာဝင့်ရင်ကောင်းမလဲဟာဒီကောင်းမလဲမပါဘဲနဲ့ကျွန်တော်မစဉ်းစားဘူးတော်တော်များများကဲကိုကောင်းမလဲစဉ်းစားလားဆိုးမလဲစဉ်းစားလားကိုပြန်ကြည့်ဘာမှစဉ်းစားမနေနဲ့ကိုဘဝကိုပြန်ကြည့်လိုက်ဟို coffee ဆိုင်လက်ဖေးဆိုင်ထိုင်နေမှာစားရင်ဘာစားရင်မာဒါပဲလေကျွန်တော်တို့ကဒါပဲယူရတာပဲဘဝမှာဒီကောင်းမလဲနဲ့ပဲကျွန်တော်တို့ဒုက္ခတွေများနေတာပြောချင်တာအဲ့တော့ကိုကောင်းမလဲကောင်းမယ်ဒီလိုပြောလို့ရောက်လာစားခြင်းမကောင်းရင်စိတ်ကစိုးသေးတာပြောချင်တာအဲ့တော့ကျွန်တော်တို့ဘဝကိုဘုရားဦးစီးလဲလောဘဦးစီးတယ်ဒီလိုစမြင်လာတာပေါ့နော်ကျွန်တော်စစဉ်းစားတယ်အဲ့တော့ဒီလောဘကလေကျွန်တော်ပြောချင်တာရိုးရိုးလေးတယ်ကဲကျွန်တော်မေးပြမယ်တေးခြင်းလားမတေးခြင်းဘူးလားမတေးခြင်းဘူးမတေးခြင်းတော့မတော့လောဘဒီကိုယ့်ရဲ့အသက်လေးကိုတွေ့တားနေတာဒါပေမဲ့မတေးခြင်းတော့စိတ်ထဲမှာလောဘပါတယ်လို့ထင်လားဒီလိုပဲပြောမှာမဟုတ်ဆဲလူဆိုပဲတေးခြင်းမှမလဲဟာဒါပေမဲ့မသေးခြင်းတော့အဲ့ဒီမှာသူကတွေ့တာနဲ့ဒီကိုအသက်လေးပေါ်မှာပေါ့နော်ဒါပေမဲ့လောဘကနေရာကပါနေမှန်းကိုကျွန်တော်ဖျားပွင့်မှသိတာဒီဟာလေးတခုကပြောချင်တာအဲ့တော့ကိုသေးခြင်းလားလို့ပဲမသေးခြင်းဘူးပေါ့နော်ဒါကဆရာလောဘရှိတော့မှပြောတာနောက်တစ်ခုပြောပြအောင်အမြင်ကျတဲ့ရှိတော့သေခြင်းလားဆိုမသေးခြင်းမဟုတ်ဆိုသူကရုပ်နဲ့ရှိတော့မှပဲအမြဲကြည့်တယ်လို့ကိလေသာရှုတော့လည်းပြောင်းကြည့်ပါလားလို့တေးရင်ဘာတေးခြင်းလဲကိလေသာတေးခြင်းပါတယ်လို့တစ်ခါမှမစင်စားဘူးကျွန်တော်ကဘုရားကျွန်တော်ရှိတဲ့ယုံနဲ့ကိလေသာနှစ်ခုပဲရှိတယ်ဒီကိလေသာကိုမသိလို့ကိလေသာတေးခြင်းပါတယ်လို့သူမသိတာအဲ့တော့ယုံနဲ့တော့ဘယ်တေးခြင်းမှာဒါပေမဲ့ဘာတေးလေးကောင်းလဲကိလေသာညံ့ညံ့တေးကောင်းလေတော့ကျွန်တော်ထင်တယ်လေဘာလို့တော့ကိလေသာကြောင့်ထဲ့ကိုမစင်တာဘူးအဲ့တော့တေးခြင်းလားမင်းလို့ရှင်တေးတဲ့နာကိလေသာတေးတဲ့နယ်လေခုတေးသွားတော့ဘာပဲတေးတယ်ရုပ်နယ်နေပဲတေးတယ်လေတေးတဲ့နဲ့ကိလေသာမတေးလို့ရုပ်နယ်ပဲတေးနေလို့ဒီကိလေသာကြောင့်နောက်ဘဝနောက်ခန္ဓာရုပ်နယ်ပြန်ဖြစ်ပြန်ရောအဲ့တော့လက်ရှိနေတဲ့ဘဝမှာလည်းဒီကိလေသာဆိုယောဂါကြီးကိုသူမမြင်ခဲ့ဘူးလောဘဒေါသမောဟဒီလောဘဒေါသမောဟဆိုဟာကိုလည်းကုရမယ်လို့လည်းသူမသိဘူးယောဂါမှမသိဘဲနဲ့ကုရမယ်လို့လည်းတော့လောဘကနေရာတကာပါနေမှလည်းမမြင်ဘူးဒီလောဘကြောင့်ပဲမကျေနပ်တဲ့ဒေါသတွေနဲ့ကျွန်တော်ဘဝတွေလည်းအကုန်လုံးဖြစ်နေကြတာအဲ့တော့ဒီတန်ရာကြီးပဲလဲနေလို့လည်းစိတ်ထဲမှာမပေါ်ဘူးအဲ့ဒီမှာလောဘစွန့်ကျင်လာတာဒီကောင်ဒီဟာလေးတခုကျွန်တော်ကခုကလောဘစွန့်ကျင်တဲ့စိတ်သိမဖြစ်သေးဘူးကုသိုလ်ရတယ်ဆိုတဲ့ဟာနဲ့သွားနေရတာပေါ့နော်နောက်ကျမှလောဘကိုပြစ်မြင်လာတော့လောဘစွန့်နေဆိုတဲ့ရှုထောင့်ကမြင်တတ်လာမှာပါအဲ့ဒါကလည်းပြန်စဉ်းစားလိုက်ငါဘဝမှာဒီလောဘတရားကိုဒုက္ခပေးခဲ့တာပဲဆိုတော့လေပြန်စဉ်းစားတိုင်းကပေါ်လာမှာဖြစ်ပါတယ်နော်ဟုတ်ပါ
ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်နောက်မေးခွန်းလေးတစ်ခုကတော့ခန္ဓာကိုယ်ပေါ်၌ဖြစ်သောဒုက္ခဝေဒနာကိုမြည်သို့ရှုမှတ်ရပါမလဲနှလုံးသွင်းပုံလေးသိချင်ပါတယ်ဆရာ ကိုယ်ခန္ဓာမှာဒုက္ခဖြစ်မကြိုက်ဘူးပေါ့နော်ဒုက္ခဖြစ်ရင်မကြိုက်ဘူးဆင်းရဲရင်မကြိုက်ဘူးချမ်းသာရင်သူအဲ့နှစ်ခုပဲလွဲတာအဲ့တော့ဆင်းရဲတော့သူချမ်းသာဆင်းရဲရင်ဘာမျောလဲသိလားချမ်းသာဘယ်လိုလုပ်ရင်ချမ်းသာလို့မျောတာလောဘသူဆင်းရဲလဲလောဘကပြန်တွက်တာပဲချမ်းသာရင်လဲပူချမ်းသာခြင်းနဲ့လောဘဒီလောဘကကင်းကုန်မကင်းဆင်းရဲရင်ဆင်းရဲတာတော့မကြိုက်ဘူးသူဆင်းရဲသက်သာခြင်းနဲ့အဘက်ကိုမျောလိုက်တဲ့အတွက်လောဘဖြစ်သွားချမ်းသာခြင်းနဲ့ဒီပူချမ်းသာခြင်းကလောဘဖြစ်ပြန်ရောပြဿနာကျွန်တော်ဖြစ်တယ်ချမ်းသာရင်လည်းအဲ့ချမ်းသာကိုပျက်စီးဆုံးရှုံးမှာဟိုမကြိုက်တဲ့ဒေါသဖြစ်နေပြန်တော့ဒီလောဘနဲ့ဒေါသပဲကျွန်တော်ဘာဖြစ်လဲအမှန်မသိတယ်မောဟရှိနေတယ်ကျွန်တော်တို့ကဒီဟာတစ်ခုကိုအမှန်ဒီလိုကိုညံထဲမှာမပေါ်သေးဘူးအဲ့တော့ပြဿနာနာတာပြဿနာမရှိဘူးဒီအမှန်သိဖို့ပဲလုပ်နေတာကျွန်တော်ကအခုနားရင်ဘာလို့လဲမနာခြင်းဘူးအဲ့ဒါမနာခြင်းနဲ့လောဘပြန်ဖြစ်သူလဲနေတာကျွန်တော်တို့ကဒီလောဘနဲ့ဒေါသနဲ့ဘာထွက်ရမှန်းမသိဒါမှမဟုတ်မြတ်စွာဘုရားလောကမှာตายာဝယ်ဆိုတာလည်းရှိတယ်တဲ့အပြစ်ဆိုတာလည်းရှိတယ်ကျွန်တော်ချမ်းသာလည်းရှိတယ်စင်းရင်လည်းချမ်းသာရင်လည်းကျွန်တော်ပိုချမ်းသာခြင်းတယ်စင်းရဲရင်လည်းပိုလဲချမ်းသာခြင်းနဲ့ချမ်းသာတွေလည်းပျောက်မှာသွားကြောက်သေးတာစိုးရင်သေးတာအဲ့ဒါဒေါသပဲသွားတယ်ချမ်းသာရင်လည်းဒီချမ်းသာဆုံးရှုံးမှာကြောက်တဲ့ဒေါသစင်းရဲရင်လည်းချမ်းသာခြင်းနဲ့လောဘသူကဒီလိုဖြစ်နေနိုင်တွေ့ဘူးလားကျွန်တော်ဒီလိုလက်တံလေးလေဘလို့ဖြစ်နေအလဲရောက်လာအစွန်းနှစ်ပါးဆိုအဲ့ဒါစီးစော့လေးတွေရင်တော့ရှိရလေလဲကောင်းတောက်တင်တယ်ဟိုဘက်ဒီဘက်ဒီလိုစီးတာလေဒီလိုအလဲတက်တဲ့ငိမ့်နေတာတွေ့ဘူးလားဟုတ်လားကျွန်တော်လည်းဘရောမှမတွေ့ဘူးအဲ့လောဘနဲ့ဒေါသပဲတော့ကျွန်တော်ဘွားတခြားမဟုတ်အဲ့တော့မြတ်စွာဘုရားမဟုတ်ဘူးမင်းတို့အစွန်းနှစ်ပါးကလက်တမဲလေဝေးအဲ့ဒါလောဘစွန်းနဲ့ဒေါသစွန်းနဲ့ဂျားမှာသူဟိုလိုဂျားမဟုတ်ပါဘူးလောဘနဲ့နဲ့လျှော့ဒေါသနဲ့လျှော့လောဘဒေါသဘာကြောင့်ဖြစ်တယ်လို့မောဟကြောင့်အဲ့တော့မောဟနေတော့ဘာလို့အမောဟပညာလုံးလိုက်ပညာလုံးလိုက်တဲ့လောဘလည်းငြိမ်ဒေါသလည်းငြိမ်အဲ့တော့မောဟကိုပယ်လိုက်တာနဲ့လောဘငြိမ်ဒေါသငြိမ်အဲ့ဒါမေတ္တဝေးပဲအဲ့တော့ပြောချင်တာကခန္ဓာမှာချမ်းသာတဲ့ဒုက္ခဝေဒနာလည်းရှိတယ်ဆင်းရဲတဲ့ဒုက္ခဝေဒနာလည်းရှိကောင်းရဲ့ဒုက္ခဝိနာဖြစ်မှာပဲကောင်းတဲ့အောင်နဲ့တွေ့ရင်ကောင်းရင်ဒုက္ခဝိနာအဲ့ဘုဟဲလို့အမှန်မြင်အောင်အဲ့အမှန်မြင်တာအမောဟပညာဒါပေမဲ့အခုနားလဲနာဘုရုနာလဲငါနာတယ်ချမ်းသာရင်ဘုရုချမ်းသာလဲဘုံကိုညံလို့ခြင်းတာကျွန်တော်တို့ဟုတ်နာတာပျောက်သွားရင်သဘောကကြာအောင်ပါသူတရားထိုင်အဲ့တော့လောဘကပြန်ထွက်အောင်ပါလင်းနေမှကျွန်တော်တို့ကအဲ့ဒါသမထခုကျွန်တော်တို့သွားမှာဝိပဿနာအဲ့တော့ဇံဘက်ကိုသွားမှာလားဝိပဿနာဘက်ကိုပညာဘက်ကိုသွားမှာလားကိုကဒီနှစ်ခုကိုသိအောင်ကြည့်ကိုကြိုက်တာကိုရွေးချယ်ခွင့်ရှိပါတယ်နော်ဟုတ်ပါဟုတ်ကဲ့ဆရာနောက်မေးခွန်းလေးတစ်ခုကတော့လို့တဲ့အချိန်ထိတ်တဲ့စိတ်နဲ့ဘယ်လိုနေရမလဲဆိုတာညွှန်ပြပေးပါဦးနော်အလုံးလို့တဲ့အချိန်မှာနိဗ္ဗာန်နဲ့ဘယ်လိုထိရအောင်လဲဆိုနတ်ပြန်တင်ပါပါနတ်ပြန်ဗာလေးတင်ပါဆိုစေချနာအကြောင်းလေးတင်ပါအလုံးလို့တယ်လည်းဗာနဲ့ပဲလောက်တာစေနာနဲ့လောက်တာငါလောက်တယ်ဖြစ်နေအဲ့စေနာဘာဖြစ်နေငါပြန်လောက်နေငါကော်ဖီတိုက်တာမဟုတ်ကော်ဖီတိုက်တာဘုရားတိုက်တာစေနာတိုက်တာဒီဟာလေးသာအမှန်တည်းငါဆိုတဲ့လောဘငြိမ့်ပြီအဲ့တော့အလုံးလောက်တာလည်းအခုငါလောက်ပေးရတယ်ဖြစ်နေလို့ဘုရားလောက်တာစေနာလောက်တယ်လို့ပြောတယ်နိဗ္ဗာန်နဲ့ပြန်ချိတ်ပြမှာဖြစ်ပါတယ်နော်ဟုတ်ပါတယ်ဟုတ်ကဲ့ဆရာနောက်ဆုံးမေးခွန်းလေးပါဆရာဆရာကြီးခင်ဗျာတဲ့ဉာဏ်နဲ့ပညာကိုရှင်းပြပေးပါဦးနဲ့ဉာဏ်ဖြစ်လေရင်ပညာဖြစ်ပါသလားတဲ့အဲ့တော့မဉဏ်နဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ဆိုတော့စိတ်ဘက်ကဉာဏ်မဉဏ်ဟိုဘက်ကနိရောဓသစ္စာဆိုတာက
ဒုက္ခသစ္စာကိုပိုင်းခြားသိတယ်သမုဒိယသစ္စာကိုပယ်တယ်နိရောဓသစ္စာကိုပြင်းပေါက်ပြုတယ်ပေါ့နော်ဒီဘက်ကမဂ္ဂသစ္စာနဲ့ပွားတယ်သူကလောပြောရင်ဒီလိုသိသွားတာဟာပညာမြင်တာကဉာဏ်ဒီလိုဓမ္မိထိုးမှမြင်တာလေအဲ့တော့ဉာဏ်ရှိမှမြင်သွားတာပြောချင်တာမြင်တာဆိုပညာဆိုအပြားအပြင်သိသွားအပြားဆိုအကုန်သိသွားတာဟုတ်လားအဲ့တော့ကိုကအဲ့လိုဖြစ်ပေါ်လဲဒီဘက်ကဉာဏ်ရှိမှမြင်တာလေမှန်ဘလူးနဲ့ချိန်မှာမြင်အပြားအပြင်အများကြီးအကုန်မြင်သွားတာမြင်သွားတာပါပညာဒီမှန်ဘလူးနဲ့ချိန်ဘက်ကကဉာဏ်အဲ့တော့ဉာဏ်ကစိတ်ဘက်မှာဖြစ်တယ်ပညာဟိုဘက်မှာအပြားအပြင်အကုန်မြင်သွားတာပေါ့နော်သစ္စာ၄ပါးကိုမြင်သွားတာဟာပညာကိုယ့်ဘက်ကဖြစ်တဲ့မက်ကဉာဏ်ဝိပဿနာဉာဏ်ဝိပဿနာဉာဏ်ဘုဘကမြင်သွားတာသစ္စာ၄ပါးကပညာပေါ့နော်ဒါကတော့ဟိုပစ္စုပ္ပထန်ဆိုတာကကျွန်တော်တို့ကစာပေလို့တော့အတိအကျမသိဘူးကျွန်တော်တို့ကအဲ့တော့စာပေမှာလက်အတိအကျတွေနားတယ်လို့တော့ပြောပါလိမ့်ဒါပေမဲ့ကျွန်တော်တမန်လူတယောက်အနေနဲ့ဒီလောက်သိရင်ကိုလုံလောက်ပါတယ်ဉာဏ်နဲ့ပညာနဲ့ပေါ့နော်ပညာနဲ့အဲ့တော့စာပေမှာလဲနာမယူပါပရိသေဉာဏ်နဲ့16ပါပေါ့ဒီဟာတွေ16ပါတွေဒီဘက်ကဉာဏ်ဖြစ်တယ်နဲ့ဟိုဘက်ကပညာတွေအကုန်မြင်သွားတာလို့ပြောချင်တာပညာဟုတ်လားအဲ့တော့ကျွန်တော်ဉာဏ်ဖြစ်မှထိုးထိုးထွန်းထွန်းနေရုပ်တည်နေတွေကိုမြင်သွားမယ်ပိုင်းပိုင်းခြားခြားတွေအများကြီးတော့မရှိပါဘူးကျွန်တော်ဒီကိုကဉာဏ်ဆိုတာဘာလဲဆိုရင်ဉာဏ်ကစာပေမှာဒီစကားလုံးလေးရှိတယ်နံပါတ်1ကထိုးထိုးထွန်းထွန်းမြင်သွားပြီမြင်သွားပြီဆိုတာလောကနောက်ွယ်တကယ်အရှိတရားတွေကိုမြင်သွားရင်ကော်ဖီတိုက်တာပါဇက်ကတိုက်တာမဟုတ်လူကတိုက်တာမဟုတ်စေနာတိုက်တာဒါကိုမြင်သွားပြီနောက်ွယ်ဟာတွေကိုရုပ်တည်နေတယ်ကိုမြင်သွားပြီအဲ့ဒါကိုထိုးထိုးထွန်းထွန်းသိထိုးထိုးထွန်းထွန်းကဉာဏ်ဖြစ်မှသိတယ်ဉာဏ်ဖြစ်ဟိုဘက်ကထိုးထိုးထွန်းထွန်းမြင်တယ်ရုပ်တည်နေတယ်ကိုမြင်ပြီဒီရုပ်တည်နေတယ်လဲအကြောင်းနဲ့အကျိုးပဲဆိုတာပိုင်းပိုင်းခြားခြားသိတယ်ဒီဘက်ကအာယုံကော်ဖီလေးတိုက်ပါအောင်ဆိုတော့ကော်ဖီတိုက်မဲ့စိတ်ဖြစ်ဖို့ကအာယုံရှိမှစိတ်ဖြစ်တယ်အာယုံကအကြောင်းစိတ်ကအကျိုးအကြောင်းနဲ့အကျိုးဝေဒနာကအကျိုးအာယုံကအကြောင်းအာယုံကောင်းရင်ဒုက္ခဝေဒနာရမယ်အာယုံဆိုးရင်ဒုက္ခဝေဒနာအကြောင်းနဲ့အကျိုးပိုင်းပိုင်းခြားလောကကြီးမှာအကြောင်းနဲ့အကျိုးပဲရှိတယ်ပိုင်းပိုင်းခြားအကြောင်းနဲ့အကျိုးပိုင်းခြားသိအဲ့တော့ထိုးထိုးထွန်းထွန်းရုပ်တည်တယ်လို့သိတယ်အကြောင်းနဲ့အကျိုးလို့ပိုင်းပိုင်းခြားခြားသိတယ်မတွေးမဝေသုံးမျိုးဆိုထိုးထိုးထွန်းထွန်းသိတယ်ပိုင်းပိုင်းခြားခြားသိတယ်မတွေးမဝေသိတယ်ဘလို့မတွေးမတဲ့အဲ့ရုပ်တည်နေတယ်ငါဥစ္စာဘာမှသိလိုက်လို့မရဘူးဆိုတဲ့အဲ့ဒါ no doubt ဘုရားကိုယ်အဲ့တော့ဉာဏ်ဖြစ်လိုက်ထိုးထိုးထွန်းထွန်းသိတယ်ပိုက်စိတ်ထဲမှာဘာမှစဉ်းစားစရာတော့မလိုတော့ဘူးဒီလိုသိသွားတာပါနော်မေးပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သာဓုသာဓုသာဓုမိဂမြကိုဖြေချပေးသောဆရာခင်မိဂမြမိညာမိပါသောဓမ္မမင်းစများအလုံးကိုသူကျေးဇူးတင်ပါတယ်ဒီနေ့နန္ဒပိုင်းမေးပြေကဏ္ဍလေးကိုဗုဒ္ဓသာသနာစီရန်သိတဲ့သူ၃ချိန်ကျွတ်ဆိုပြီးဆိုပြီးတော့ကိတ္တယန္နာကြပါလို့ဗုဒ္ဓသာသနာစီရန်သိတဲ့သူဗုဒ္ဓသာသနာစီရန်သိတဲ့သူဗုဒ္ဓသာသနာစီရန်သိတဲ့သူသာဓုသာဓုသာ